ခင်ဗျားတို့မြန်မာပြည်တကယ်မချစ်ကြဘူးဗျကိုဂျိုစီဘွားအတ္တအတွက်မြန်မာပြည်ချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပုံများပါတယ်အဲ့ဒီထဲမှာခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ကျွန်တော်ဒီနေ့ပထမဆုံးကတော့မနေ့ကတက်မတော်က KK Park ကိုဝင်စီးနိုင်တဲ့သတင်းလေးကိုမနေ့ညထုတ်ပြန်လိုက်တဲ့ဟာကျွန်တော်လည်းသတင်းမမှီလိုက်တဲ့အတွက်အခုမှပဲကျွန်တော်ပြောနိုင်ပါတော့တယ်မနေ့ကသတင်းမမှီလိုက်ဘူးဒါပေမဲ့ကျွန်တော်တို့အဲ့ရောက်ကြည့်ပြီးတော့စဉ်းစားစရာတွေးစရာအတွေးတွေအများကြီးတော့ကျွန်တော်တို့ရပါတယ်ဆိုတော့မနေ့ကတက်မတော်ရဲ့ထုတ်ပြန်ချက် KK Park ကိုတင်ရင်ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ဖတ်ကြည့်တဲ့အခါပေါ့နော်စိတ်ဝင်စားဖို့ကောင်းပါတယ်ဆိုတော့ KK Park ကလည်းဒီ 4K ကော်ရိုဘာလုံးနဲ့လည်းနီးတယ်အားလုံးသိပြီးသားပေါ့နော် 4K ကော်ရိုဘာလုံးနီးတယ်ဆိုတော့ဒီနေရာကိုတက်မတော်ကမနေ့ကတော့ဝင်ရောက်ပြီးတော့သိမ်းစီးနိုင်ခဲ့တယ်ပေါ့နော်သိမ်းစီးနိုင်ခဲ့သိမ်းပိုက်နိုင်ခဲ့တဲ့အခါမှာသိမ်းပိုက်နိုင်ခဲ့ကြောင်းမနေ့ထုတ်ပြန်တဲ့အခါမှာနော်ဒီနားမှာတခြားနားပေါ့နော်ထိုင်းနယ်စပ်မှာတခြားနားမှာ KK Park နားမှာအိုင်နာတခြားတော့မှာပတ်လေတိုက်ပွဲကြီး6ကြိမ်တိုက်ပွဲငယ်52ကြိမ်ဖြစ်ပွားခဲ့တယ်တဲ့နော်တောင်ကျန်းသူတွေထံကနေအလောင်း10လောင်းလက်နက်16လက်နက်ဆက်ဆက်ပစ္စည်းတွေသိမ်းနိုင်ခဲ့တယ်လို့တဲ့ KK Park ထဲကနေထူးခြားလက္ခဏာမတွေ့တော့လေတဲ့တရားမဝင်ဆက်သွယ်မှုဆောင်ရန်ရည်ရွယ်တက်ဆင်ထားတဲ့ Starlink စလောင်း30အစုံနော်ဆက်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့တယ်ပြီးတော့အဲ့ဒီမှာဆောက်လုပ်ပြီးအဆောက်အုံတစ်ထပ်တိုက်10လုံးနှစ်ထပ်တိုက်10လုံးလေးထပ်တိုက်အလုံး20 5ထပ်တိုက်2လုံးနော်တစ်ထပ်တိုက်ဈေးဆိုင်ကန်အလုံး20နှစ်ထပ်တိုက်ဈေးဆိုင်ကန်အလုံး30တစ်ထပ်တိုက်ကိုတောင်15လုံးနှစ်ထပ်တိုက်ကိုတောင်လုံး20လေးထပ်တိုက်ကိုတောင်10လုံးဆောက်လုပ်10နှစ်ထပ်တိုက်21လုံးသုံးထပ်တိုက်10လုံးလေးထပ်တိုက်5လုံး5ထပ်တိုက်5လုံးနဲ့တစ်ထပ်တိုက်စီဘေကနှစ်ခန်းတို့တွေ့တယ်တဲ့ပြောတော့တော်တော်များတော့ဗျကျွန်တော်တော်တော်များတယ်လို့ပြောလို့ရပါတယ်နော်ဆိုတော့တွေ့ပြီးတော့အဲ့ဒီအဆောက်အုံတွေအတွင်းအလုပ်သမားအမျိုးသား1645ဦးအမျိုးသမီး455ဦးပေါင်းပြောလုံချိုရေးကကြား98ဦးစုစုပေါင်း2198ဦးဆိုတော့2200ပေါ့ဗျာ2200နီးပါးနဲ့ကိုလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့ KK Park ဝင်းထဲမှာအဲ့လိုအဆောက်အဦတွေတွေ့တယ်အဲ့ဒီအဆောက်အဦတွေကတော့တရားဝင်ခွင့်ပြုချက်အရမြေပိုင်ဆိုင်ခွင့်ထောက်ထားတွေနဲ့ခွင့်ပြုမိနေနဲ့စားစားရနေမရှိဘဲနဲ့စောက်ထားတာဖြစ်ပြီးတော့သူတို့ကတော့ဒါရေးယူနိုင်မှုလုံးလုံးနဲ့စောင့်တော့ဖို့ရှိတယ်ဆိုပြီးပြောတယ်နော်ပြီးလို့ရှိရင်တော့တော့ထိုးစစ်ဆင်မှုတွေလုပ်မယ်ပေါ့ဗျာအဲ့တော့ရှုခင်းသားစကန်ကိုလည်းသိမ်းပြီး point 1.3ဆွဲရကုန်းစကန်လည်းသိမ်းပြီးသွားပြီအဲ့ KK Park ကိုအပတ်လည်းအကုန်လုံးသိမ်းပြီးသွားပြီပေါ့နော်ဆိုတော့ဓာတ်ပုံတွေထုတ်ပြန်တဲ့အရာကြည့်တော့လေ KK Park ကတော်တော်လေးဟောဖြစ်တာတော်တော်လေးကိုကြီးတာပဲဗျ KK Park ကတော်တော်လေးကြီးတာပဲပြောရရင်တော့ဗျာကြားဖြတ်နေတယ်မယ်ကြီးခဲ့တဲ့ KK Park ကအခုတော့တက်ကဝင်ထိလိုက်ပေါ့နော်ပြောလို့ရတာပေါ့ဆိုတော့ KK Park နဲ့ပတ်သက်ပြီးတော့သတင်းတွေကမျိုးစုံထွက်နေကြတာရှိပါတယ်သတင်းမျိုးစုံထွက်နေရရှိပါတယ် KK Park ကိုဘယ်သူပိုင်တယ်လဲ KK Park ရဲ့အဓိက share ရှင်တွေဘယ်သူတွေလဲဒီမြေကဘယ်သူမြေလဲဆိုတဲ့မေးခွန်းပေါ့နော်ဆိုတော့အဲ့ဒီ KK Park နဲ့ပတ်သက်ပြီးမြေငါးစာချုပ်တွေပိုင်ညာတွေနဲ့ဆက်ဆက်ပြီးတော့ထွက်နေတဲ့စာတွေမျိုးစုံရှိတယ်ဗျနော်ရှိနေတော့ကျွန်တော်တို့ကတော်တော်လေးစဉ်းစားကြတယ်အဲ့ဒီကောင်ကတကယ်ဘယ်သူပိုင်တာလဲပေါ့ဒီမြေကဘယ်သူပိုင်တာလဲဆိုတော့ကျွန်တော်တို့သတင်းတွေမှာထွက်နေတာကကွယ်ထူးဝင်းလက်မှတ်ထိုးထားတယ်ဆိုပြီးတော့သတင်းတွေမှာထွက်တယ်ထိုးထားပြီးတော့ဒါဟိုရှင်းမလားမြေငှားစားထားတယ်ပေါ့နော်ကွယ်ထူးဝင်းလက်မှတ်ထိုးပြီးမြေငှားစားထားတယ်ဆိုပြီးတော့သတင်းထွက်တယ်ဒါပေမဲ့ကွယ်ထူးဝင်းလက်မှတ်ထိုးပြီးမြေငှားစားသလားမငှားစားသလားမသိပေမဲ့လောလောဆယ်တော့ဟို KK Park ကကြားပြန်လုပ်တယ်ဆိုတော့သတင်းသိကြတယ်နောက်ကျွန်တော်တို့စုံစမ်းလိုက်တဲ့အခါကျတော့ကျွန်တော်တို့အဲ့နေမြေကန်တချို့တွေစုံစမ်းကြတာကြတော့ तू ကဒီဟို PGF ပေါ့ PGF စောတင်ဝင်ဘုံမူစောတင်ဝင်ပေါ့ဘုံမူကျော်စောတင်ဝင်ရဲ့နေမြေထဲမှာဖြစ်နေတယ်လို့သိရတယ်အဲ့နေမြေကဘုံကျော်စောတင်ဝင်နေမြေလို့ကျွန်တော်တို့သိရတယ်ဆိုတော့ကြားဖြတ်နေရအဲ့ထဲမှာအဲ့သူ့နေမြေထဲမှာ KK Park နေမြေထဲမှာလာလုတ်သွားတယ်အဲ့တော့ KNU နဲ့ဓာတ်ရိုက်သက်ဆိုင်လားမဆိုင်လားမင်းနောက်ကွယ်မှာစောကွယ်ထူဝင်လက်မထိုးထားတဲ့ဆိုတဲ့ဟာလေးတစ်ခုကလွေး KNU နဲ့ဓာတ်ရိုက်သက်ဆိုင်လားမဆိုင်လားဆိုတော့ကျွန်တော်ပြောရတော်တော်ခက်နေတယ်သို့တော့သိကြတာကတော့ဒီ KK Park ဟာကရင်လက်နက်ကိုင်အဖွဲ့တွေရဲ့နေမြေထဲမှာလာပြီးတော့ဒါကြားဖြတ်လုပ်ငန်းတွေလုပ်တဲ့ဟာဆိုတော့သိကြသွားတယ်ဒါတက်မတော်ကအခုထိန်းသိမ်းနိုင်သိမ့်ပိုင်နိုင်ခဲ့တယ်ဆိုတာကလည်းသိမ့်ပိုင်နိုင်ခဲ့တဲ့အတွက်ဒီလူမျိုးလူတွေကိုတွေ့တဲ့အတွက်ဒါတက်မတော်ကဒီဟာကိုကြကြနနာသူတို့ပြန်ပြီးတော့အရေးယူရတယ်လုပ်မယ်ပေါ့ဗျာနော်ဟိုမှာ Starlink စက်တွေတွေ့တယ်ပေါ့ဗျာခဏ Starlink စက်တွေတွေ့တယ်အစာအုပ်တွေအလုံးဝင်ရာနဲ့ချီတယ်အလုံးရာနဲ့ချီတယ်ဆိုတော့ဓာတ်ရုပ်ကြည့်ပြီးတော့ရွှေကုတ်ကိုတောင်လည်းကြီးတယ်လို့ပြောလို့ရမှာဖြစ်နေတယ်ရွှေကုတ်ကိုတောင်လည်းကြီးလို့ပြောလို့ရဖြစ်နေဆိုတော့အဲ့နေရာမှာဘာရှိလို့ခင်ဗျားတို့ပြန်တွေးကြည့်မယ်ဆိုရင်ဗျာအဲ့ဒီနေရာမှာဘာရှိလို့အဲ့ဒီအစာအုပ်တွေကလာဆောက်ကြတာလဲအဲ့နာမှာခင်ဗျားဟိုတတ်ထုတူဖို့လုပ်ငန်းရှိသလားနော်အဲ့လိုပဲအဲ့နေရာမှာစီးပွားရေးလုပ်ဖို့ကောင်းတဲ့အကွက်ကွင်းကောင်းတဲ့နေရာရှိသလားတဲဥပဆောင် transportation ကောင်းသလားစသဖြင့်ပေါ့ဗျာဘာလုပ်လို့ရလဲဆိုတော့မိကုန်းတွေမေးတဲ့ခါကျတော့အဲ့ဒီနေရာမှာဘာလို့မှလုပ်လို့ရဘာမှမရှိတာမဟုတ်ဘူးရမဟုတ်ဘဲနဲ့အဲ့ဒီနေရာမှာဒီလိုမျိုးအထက်မြင့်စောက်ဦးတွေနဲ့စီးပွားရေးဇုံကြီးတစ်ခုလိုမျိုးမြို့သစ်တစ်ခုလိုမျိုးရက်ကွက်ကြီးတစ်ခုလိုမျိုးအကြီးပေါ်လာတဲ့ဆိုတဲ့ကိစ္စကဟိုလကားတော့မဟုတ်ဘူးပေါ့နော်အဲ့ဒါလကားမဟုတ်အဲ့ဒါနောက်ကမြို့နယ်စလိုက်ရှိတယ်ပေါ့ပြီးတော့ဒီအစောက်ဦးတွေစောက်ဖို့အတွက်ကိုတန်တို့ဘီလက်မီတို့နော်စသဖြင့်လိုအပ်တဲ့ဆောက်လို့သုံးအုတ်ခဲတို့ဆောက်လို့သုံးပစ္စည်းတွေကဘယ်ရရတယ်လဲဒါတွေအားလုံးဘယ်ရရတယ်ဆိုတော့အားလုံးနောက်ခံက
ဘန်ကောက်ထိုင်း sorry ထိုင်းဘက်ကနေလာတယ်ဆိုတော့မဲဆောက်ဘက်ကလာတယ်ဆိုတော့ပိုပြီးသိကြပါတယ်ဆိုတော့ဆောက်လက်သုံးလုပ်ငန်းသုံးပစ္စည်းတွေကိုမဲဆောက်ကနေပြီးတော့ထိုင်းဘက်ကနေမဲဆောက်ကနေသွင်းတယ်သွင်းပြီးတိုင်းဒီဘက်မှာဆောက်ဦးဆောက်တယ်ဆောက်ပြီးတော့ဒီဘက်ကဆောက်ဦးတွေအရှိုးပေါ်လာတယ်နေချင်းညာချင်းအဆောက်ဦးတွေပေါ်လာတယ်ပေါ်လာပြီးတော့ဟိုဘက်ကမဲဆောက်နဲ့ရှင်နေလောက်တဲ့အထိအစင်တန်းမျိုးတကယ်ဒီဘက်မှာကြီးကျယ်တယ်လောက်ထားတယ်မြောက်ရီရဲ့အပြင်ဘက်ဆိုတော့မြောက်ရီအုပ်ချုပ်ရေးရန်တရားမှာရှိတယ်မြောက်ရီထွေးအရာရှိတွေမြောက်ရီတောင်ရှိသူတွေကလည်းဒါကြီးကိုမသိဘူးလားဆိုတော့သူတို့လည်းသိလိမ့်မယ်မသိဘဲမနေဘူး BGF ကလည်းသိတယ် KNU ကလည်းသိတယ်ဒါပေမဲ့သူတို့တိကြီးနဲ့အားလုံးကအဲ့ဒီ KK ပတ်တို့ရွှေကုတ်ကူတို့ညင်နေပြီလေဆိုရယ်ဘာကြောင့်လဲဘလို့အကြောင်းပြချက်တွေကြောင့်ဖြစ်တာလဲဆိုတာလည်းစဉ်းစားကြရကောင်းတယ်ပြီးတော့ထိုင်းကလည်းဒီကိစ္စကိုသူတို့ထိုင်းဘက်ကလူတွေကလည်းသူတို့ပတ်ဆိုင်ရင်ပြီးလို့ဆိုပြီးညင်ပေးခဲ့သလားပေါ့အခုကြားဖြန့်ဖြစ်လာတော့ခါမှာအားလုံးဒီလိုလက်ညှိုးထိုးသလားဆိုတော့မိကုန်းကဖြစ်မိကုန်းအများကြီးရှိလာတယ်ဆိုတော့ KK ပတ်ကိစ္စတော့တော်တော်လေးတော့စဉ်းစားဖို့ကောင်းတယ်ဟိုရွှေကုတ်ကိုထဲမှာလည်းကြားဖြန့်နေရှိလို့ပါဆိုပြန်ဖမ်းတယ်ဖမ်းပြီးတော့ကြားဖြန့်လုပ်တဲ့သူတွေကိုဖမ်းတယ်ကြားဖြန့်နဲ့အလိန်ခံတဲ့သူတွေကိုဖမ်းတယ်စသဖြင့်ပေါ့ဗျာကြားဖြန့်လုတ်သားဖြစ်နေဟိုစီယုံခံရတဲ့ဖမ်းဆီးခံရတဲ့လူတွေကိုလည်းခေါ်ပြီးတော့ဟိုပြန်ပြီးတော့သူ့နိုင်ငံပြန်ပို့တယ်ဆိုတာတွေကဒါကျွန်တော်ကြားပြီးသားတွေပေါ့နော်ဆိုတော့အခုတော့ KK ပတ်လည်းဒီလိုပဲပြန်ပြီးပို့တာရှိတယ်ပေါ့ဆိုတော့စဉ်းစားကြရတယ်ပေါ့နော်နောက်ကျွန်တော်ရှေ့မှာကျွန်တော်ပြောခဲ့ဘူးတာရှိတယ်တကယ်တော့ကြားဖြန့်တွေကိုတရုတ်တွေကတည်လာတာဖြစ်တယ်အားလုံးသိပြီးသားကြားဖြန့်တွေကိုတရုတ်ကပဲတည်လာတာမြန်မာတရုတ်မလုပ်တော့ဘူးကြားဖြန့်တွေကိုတရုတ်ကပဲတည်လာတာမြန်မာရှိတဲ့မွေးစေဝါကိုလည်းတရုတ်တွေပဲတင်ပေးတယ် Happy Water တို့ EUK တို့လည်းတရုတ်တွေကပဲတင်ပေးတာအခုကြားဖြန့်လည်းတရုတ်တွေကပဲတင်ပေးတာရှင်းပြောရရင်တော့တရုတ်တွေတီထွင်နိုင်တဲ့ညံစွမ်းပကားကိုခင်ဗျားတို့လည်းသိပါတယ်ဗျာနော်တရုတ်တီထွင်နိုင်တဲ့ညံစွမ်းပကားကိုသိပါတယ်အဲ့တော့အကုန်လုံးကတရုတ်တွေစီကလာတဲ့ပညာတရုတ်စီကလာတာလောက်ရတွေတရုတ်စီကလာတာနီးစရီတွေတရုတ်စီကလာတာလူတွေလည်းတရုတ်စီကလာတာဒီဘက်ကလူတွေကိုခြေခံပြီးတော့တရုတ်တွေကလှုပ်သွားတာပတ်သက်ရှာတော့လည်းတရုတ်တွေကရှာသွားတာဒါပေမဲ့မြန်မာပြည်ဘက်ချမ်းမှာတော့ပြဿနာမတော့ချအောင်ဖြစ်တယ်အဲ့တော့သူတို့ကမြန်မာပြည်ကဒီနေဆက်လက်နက်ကင်တပုံတွေနဲ့ဆက်ဆက်ပြီးတရုတ်တွေကဘာလုပ်လဲလို့မင်းသူတို့ကနေဆက်ဒေသမှာသူတို့အပန်းဖြေအင်အားစီမံကိန်းဖော်ခြင်းနဲ့စီးပွားရေးလုပ်ခြင်းနဲ့စသဖြင့်ဒီလိုခေါင်းစဉ်တွေနဲ့သူတို့ကရီမန်းပြီးတော့သူတို့ကလုပ်ကြတယ်ပေါ့နော်ဒါမျိုးတွေကတရုတ်ပြည်မှာလည်းရှိတယ်တရုတ်ပြည်မှာတချို့တရုတ်တွေကမြည်ပြတတိတွေပေါ့ဗျာအဲတချို့တွေကဘာလို့လဲဆိုတော့သူနဲ့ဆက်ဆက်တဲ့ဟိုလောင်းကစားလုပ်တဲ့တတိတွေပါရှိရှိတယ်အဲလိုတတိတွေတရားမဝင်စီးပွားရေးလုပ်တဲ့တတိတွေအဲတတိတွေနဲ့တတိတွေကသူတို့ရဲ့မိတ်ဆွေတတိတယောက်ကမြန်မာပြည်ကိုလာတယ်ဆိုရင်ဘာလုပ်တယ်ဆိုမြန်မာပြည်မှာအင်အားစီမံကိန်းလုပ်ဖို့ပတ်မီစီမံကိန်းလုပ်ဖို့မင်းတို့ရင်းနှီးမြှုပ်နှံမှုထည့်ဦးမလားဆိုဆိုတော့ငါတို့ထည့်မယ်လေဆိုရွမ်တန်းထည့်မယ်ရွမ်10တန်းထည့်မယ်ထည့်လိုက်တယ်အဲ့ပတ်စံတွေကိုလုံးယူချလာပြီးတော့သူကလာပြီးတော့ဒီမှာကွက်ဆိုပြီးတော့စီမံကိန်းတွေလာလုပ်ပြတယ်ဒီဘက်ကမြန်မာကဒီအစိုးရနဲ့လုပ်ရင်စီမံကိန်းတွေကြားတဲ့ခါကျတော့ဘယ်လိုလုပ်လဲဆိုတော့ခုနနေကြားဆောင်တက်တူဟာမျိုးတွေပြည်သူစစ်လိုမျိုးဟာတွေနောက်တစ်ခုကဘာလဲဆိုတော့ဒီလက်နက်ကိုင်ဖွဲ့စည်းတွေနဲ့သူတို့သွားပြီးစကားပြောတဲ့ခါကျတော့အဲ့ဖွဲ့တွေနဲ့ဘာလုပ်လဲဆိုတော့အဲ့ဖွဲ့တွေရဲ့ဝင်ငွေရလမ်းဖြစ်သွားအောင်သူကဟုတ်ပြီဒီမှာသူတို့မြင်ငါပေးအစာအုပ်တွေငါတို့စောင့်မယ်အဲ့မှာ AR စီမံကိန်းတွေဟိုတယ်တွေပန်းဖြီတွေစားတော့ဆိုင်တွေငါတို့ထည့်မယ်စသဖြင့်ပေါ့ဒါတွေငါတို့ထည့်မယ်အဲ့အတွက်မင်းတို့အစာအုပ်တွေဟိုငါတို့မြင်ငါပေးဆိုရင်ဒီဘက်ကလူတွေကငှားပေးလိုက်တယ်သူတို့စိတ်ထဲမှာထင်တာတော့ငါတို့နားမှာတော့နေချင်းညာချင်းမြို့သိကြီးတစ်ခုလိုပေါ်လာမယ်ငါတို့တော့လုံးဝ develop ဖြစ်တယ်ပေါ့နော် develop ဖြစ်တယ်ထင်ကြတာပြီးလည်းပြီးတော့အဲ့ဒါနဲ့တို့တရုတ်တွေရောက်လာကြတော့ဟုတ်တယ်တို့ပြောတိုင်းဟိုတယ်ပန်းဖြေစီမံကိန်းတွေခင်ဗျာဟောပေါ်ဆိုင်တွေခင်ဗျာသပင်ညက်ဆိုင်တွေဘာဆိုင်ညာဆိုင်တွေခင်ဗျာ KTV လေးတွေတီးလေးရှောက်တယ်မာဆက်လေးတွေဟောအကုန်ရှောက်ထဲတာပေါ့ပန်းဖြေတာဟိုထက်ပြီးသူ့ရဲ့တစ်ဖွဲ့ကြီးကနီးပညာနီးအဲ့ KTV လုံးမဲ့ group ကြီးဟောပေါ်တွေရောင်းမယ်စားတော့ဆိုင်တွေစားတော့ရောင်းမဲ့အဖွဲ့ကြီးနောက်သပင်ညက်ဆိုင်တွေ spa တွေဖွင့်မဲ့အဖွဲ့တွေအကုန်လုံးကသူဆက်တက်လိုက်ရောက်ချလာတယ်အုပ်လိုက်ရောက်ချလာတယ်ပြီးတာနဲ့သူကဖွင့်ချလိုက်တယ်ဖွင့်ပြီးတော့လည်းသူကပထမတစ်ဆင့်အောင်မြင်သွားပြီဆိုဒုတိယတစ်ဆင့်ကျဘာလို့လဲဆိုတော့အဲ့မှာကွန်ပျူတာတွေပါတဲချလာတယ်အခန်းတွေကပြန်ငှားထားပြီးတော့လုံခြုံရေးနဲ့ငှားထားပြီးတော့ငါတို့ကွန်ပျူတာတွေနဲ့နီးပညာလုပ်တွေလုပ်ကြဖို့ဆိုပြီးငှားတယ်ပြီးလည်းနီးပညာလုပ်တွေလုပ်တယ်နီးပညာလုပ်တွေလုပ်ပြီးတော့အဲ့မှာနီးပညာလုပ်တွေလုပ်တယ်တော့ဆိုတော့ဒီ BGF တို့အဲ့ဒီခုနဒီကရင်လက်နက်ကိုင်အဖွဲ့အပေါင်းတိုင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလုံးလောက်ကိုင်အဖွဲ့တွေရောနီးပညာအဖွဲ့ဆိုနီးပညာလုပ်ဆိုဘာလုပ်လဲသူမသိဘူးဘာလို့လဲနီးပညာလုပ်လုပ်ပေါ့နီးပညာလုပ်သူလုပ်ပေါ့နီးပညာလုပ်ကွန်ပျူတာတွေနဲ့ဘယ်နားလဲမလဲဟိုဟာတွေကခင်ဗျတစ်ချိန်လုံးတော့ချနေနေတယ်မလုပ်သိမှာတော့နားမလဲဘူးနားမလဲတော့နီးပညာလုပ်ဆိုလုပ်ပေါ့ပတ်စံရတယ်အဲ့တော့လည်းပတ်စံခုံငွေပြီးတော့ဆိုရတယ်လုပ်ပေါ့ထားတာပေါ့လောရေးလောနေအဲ့ဒီကောင်တွေကတော့ကြားဖြန်နေဖြစ်မှမသိဘူးတိတဲ့ချိန်ကျတော့လေသူတို့ကငါတို့အနေမရှိတော့ဘူးထင်တယ်လို့ဆိုပြီးတော့ပေါ့ပေါ့နေတာအခုတကယ်လည်းဖြစ်တယ်လားအကုန်လုံးတစ်ခါတည်းဟိုမှာအကုန်လုံးဟိုဘာဖြစ်ကုန်လဲဆိုတော့ဟိုအခုမှအကုန်လုံးလန့်ဖြန့်ကုန်တာအခုမှဟိုပဲဆောက်ချင်လို့ပဲမိသားစုလျိုမီမိသားစုဝေမိသားစုလို့လျိုမိသားစုလို့ဖြစ်ရတယ်မြင်တော့မှာအကုန်လန့်ဖြန့်ကုန်တာအကုန်ကြွကျဲကုန်တာအဲ့ဒါတွေကခွန်းဆက်တွေပေါ့နော်ဆိုတော့ကျွန်တော်မြန်မာနိုင်ငံသားတွေကသိပြီးတော့နည်းနည်းလေးဟိုငစားသားမြင်တာငတစ်ကိုမမြင်ဘူးအခုအဲ့ဒါမျိုးဖြစ်စဉ်တွေကြောင့် KK ဘတ်တော့ဖြစ်လာတယ်ဆိုတော့ KK ဘတ်ကိုဒီလိုမျိုးနဲ့ပတ်စံတွေပတ်ဆက်ပေးပြီးတော့ဒါမြေငါးကားတွေနှစ်ရှည်20နှစ်ဆို10နှစ်ပတ်စံပေးလိုက်တာပေးလိုက်ပြီးအစားဦးလေးစောက်တော့ကြားဖြတ်နေလိမ့်တယ်
သူတို့ရင်းနှီးမြှုပ်နှံတာကထားပါတော့ဗျာယွမ်တတ်100လောက်ရင်းနှီးမြှုပ်နှံပြီးတတ်1ဘီလီယံလောက်ရင်းနှီးမြှုပ်နှံပြီးသူတို့အဲ့နေရာကနေပြီးတော့မှပတ်စံရှာသွားတာကယွမ်ဘီလီယံ10ချီပြီးရှာသွားတာသူတို့ရှာသွားကြတာအဲ့ကြံခဲ့တဲ့လူကဒီမှာကြံခဲ့တဲ့လူကအဲ့ဒါကြီးအဟုတ်ကြီးမှတ်ပြီးတော့စာအုပ်တွေတော့ကြံခဲ့တာပေါ့ဗျာဒါပေမဲ့အဟုတ်ကြီးမှတ်ပြီးတော့ပြီးလဲပြီးတော့ကဘာမှာနာမည်ဆိုတော့မြန်မာထွက်သွားတယ်အဲ့တော့ထိုင်းရကြတော့သူတို့နိုင်ငံကနေ transit လုပ်ပြီးမြန်မာပြည်လာတဲ့အတွက်ထိုင်းရ transit လုပ်တဲ့အတွက်အဲ့ဒီငွေတွေရတယ်စောက်လို့သုံးပစ္စည်းတွေဝယ်တာရတယ်လိုအပ်တဲ့ internet အကုန်မီးရေအကုန်ရတယ်ပတ်စံထိုင်းရရတယ်အခုဖြစ်လဲဖြစ်လာတော့ထိုင်းရသူတို့နဲ့မဆိုင်ဘူးဒါမြန်မာရွက်ဖြစ်လာလို့လည်းညှို့ထိုးတယ်အဲ့တော့အကုန်လုံးကကြံရပါလိမ့်နဲ့ပါဝင်ပတ်သက်သူတွေဖြစ်ကုန်ကြတာကြီးပဲဒါလည်းရှင်းရှင်းလေးပဲပြောရတယ်အဲ့တော့ BJ တို့ဘာလို့အပါဝင်တိုင်းသားလက်နက်ကိုင်အဖွဲ့တွေအကုန်လုံးကလည်းဘူးမသိကိုမသိနဲ့ခံလိုက်ရတာပဲဒါဘူးမသိကိုမသိခံလိုက်ရတဲ့ဇလန်နေပဲအကုန်ခံလိုက်ရတာအဲ့တော့ခံကြပေါ့ဗျာဒါဖြစ်စဉ်ဖြစ်ပြီးဆိုသိကြပေါ့အခုတော့တခုကောင်းတာတော့အဲ့ဒီအစာအုပ်တွေအကုန်လုံးမြန်မာအစိုးရကပြန်သိမ့်ပိုက်နိုင်ခဲ့ပြီနိုင်ငံတော်ကပြန်သိမ့်ပိုက်နိုင်ပြီဖြစ်တဲ့အတွက်ဒီအစာအုပ်တွေကိုဒီတိုင်းပြည် infra တွေဖြစ်နေကောင်းတဲ့ဘက်မှာပြန်သုံးရင်တော့ရမယ်အဲ့လိုပဲနဲ့ထပ်ဒီလိုပဲထပ်ပြီးတော့တရုတ်တွေလာငားမယ်တရုတ်တွေကိုထပ်ပေးလိုက်မိတယ်အဲ့တရုတ်တွေကလည်းထပ်ပြီးတော့ဘူးမသိကိုမသိနဲ့ဟိုတရုတ်တွေကိုငားလိုက်ပြီလို့တရုတ်တွေကထပ်ပြီးဒီလိုပဲထပ်လိန်အောင်မယ်ဆိုရင်ခင်ဗျားတို့ကဟိုလိန်နာကိုကြိုက်လို့ကိုအလိန်ခံတယ်လို့ဖြစ်နေတယ်လို့ဖြစ်နေတယ်အဲ့တော့တတိတော့ထားကြပါဗျာပြီးတော့ရန်ကုန်မြို့မန္တလေးမြို့နေပြီးတော့အစရှိတဲ့မြို့ကြီးတွေမှာနောက်တစ်ခုကအထူးအိမ်ယာစီမံကိန်းတွေရှိတယ်နောက်တစ်ခုကဘာလဲဆိုဟိုအဆောက်အအုံခံထားတဲ့ VIP အိမ်ယာတွေရှိတယ်အဲ့ဒီအိမ်ယာတွေမှာတဲမှာအိမ်တွေကိုလုံးချင်းပြငှားပြီးတော့တရုတ်တွေဝင်လာတယ်အဲ့ဒါမျိုးတွေလည်းရှိတယ်တချို့လုံခြုံရေးအဆောက်အအုံတွေနဲ့တချို့ဟိုတယ်တွေဆိုလဲဝင်လို့မရဘူးလေဟိုလုံခြုံရေးဟွာတွေကာထားတာလေအခန်းတော်ကတ်တွေနဲ့မပိုင်အခန်းတွေဝင်လို့မရကြောလို့မရခွာလို့မရအဲ့ဒါမျိုးတွေမှာအခန်းတစ်ခန်းနဲ့ဝယ်ထားတယ်အခုဆိုရင်ကွန်ဒိုတွေနာမည်ကျော်ကွန်ဒိုတွေနာမည်ကျော်အိမ်ယာတွေနော်ဟိုတချို့ဟာတွေအဲ့ဒါတွေအကုန်လုံးငှားတယ်လေဘာဖြစ်လဲတလဘယ်တော့လဲအားခင်တလကိုထားတော့350ပေးတယ်လေဆဲလာ350ရောက်ပေးပလိုက်တယ်ပေးပလိုက်တယ်ပြီးအဲ့ဒီမှာတရုတ်တွေ3-4ယောက်5ယောက်လောက်နေတယ်ပြီးရင်ကွန်ပျူတာလေးတွေနဲ့ဘာဆိုလိမ့်နေလိမ့်ရောလိမ့်ပြီးတော့ပြီးလည်းပြောအဲ့ခိုင်ထားကြတော့အဲ့ခန့်နေထိုင်တဲ့အခန်းပိုင်ရှင်ရမှာနေထိုင်တဲ့ပြဿနာတွေတော့ကတွေရောက်ဒီပြဿနာတွေရန်ကုန်မန္တလေးနေပြီးတော့မှလည်းဒါတွေဖြစ်တယ်ဟိုခင်ဗျားဟို FMI CD တို့ဘာလို့ဆိုလဲဒါမျိုးဖြစ်တာပဲအများကြီးပဲကြားဖြတ်နေပတ်သက်ပြီးဖြစ်တာကြားဖြတ်နေ online လောင်းကစားလိမ့်တဲ့ကိစ္စတွေကအကြီးအကျယ်မြန်မာပြည်မှာစိုးတယ်တော်တော်ကြီးကျယ်ဖြစ်တယ်အဲ့လောင်းကစားအုပ်စုနေနေမှုကြတော့တော်တော်လေးခက်သွားပြီဟိုအရင်တော့ဒုနဲ့တင်းနေလောက်ကြတယ်အခုကျတော့ပြန့်ကျဲသွားတယ်အဲ့ဒါတော်တော်စိုးပါတယ်အဲ့တော့ KK ပတ်ကဇလန်နေရဒီလိုပါပဲအဲ့တော့ကူလောဆိုတော့ဒါဘုံမျိုးစောတင်ဝင်ရဲ့ BJ ဘုံမျိုးစောတင်ဝင်ရဲ့နေမြေတဲ့ KK ဘက်ကိုဒီလိုသိမ်းလိုက်ပြီးဒီလိုဝါပြလိုက်ပြီးဆိုတော့ကြည့်ရတာအစိုးရအနေနဲ့ဒါကိုဘယ်လိုထိန်းချောင်းမလဲတော့ကျွန်တော်မသိဘူးအခြားဟာတွေစောင့်ကြည့်အောင်မယ်အခုလောဆိုတော့ DKB ဘိုး A1C ကိုလည်းရောက်နေအဲ့ကြားဖြတ်နေအဲ့ဘက်ကိုရွှေ့နေတယ်လို့ကြားတယ်ဆိုတော့ဘယ်လိုဆက်ဖြစ်မလဲဆိုတော့ကျွန်တော်စောင့်နေကြည့်ရလိမ့်မယ်စောင့်နေကြည့်ရလိမ့်မယ်နော်ဆိုတော့ဟိုလောလောဆိုတော့တက်မတော်အဲ့နေရာတွေပြန်ထိန်းနိုင်ခဲ့ပြီဆိုတော့ဟိုဘက်က wall လေးတို့ဟိုဘက်က OK ထားဘာလို့ဆိုတော့ခဏနေပြီးသွားပြီပေါ့နော်ဆိုတော့ဟိုကရင်လက်နက်ကိုင်အုပ်စုတွေကတဖြည်းဖြည်းနဲ့လေးတန်းမာပြောဖို့တော့မပြောနိုင်တဲ့အဆင့်ကိုရောက်လာတဖြည်းဖြည်းနဲ့ပျောက်ချင်းမလာတွေပျောက်လာတယ်အတန်ကြီးတိတ်နေပြီပေါ့နော်အဲ့လိုဖြစ်နေတယ်ဒါပေမဲ့လည်းဟိုဒီလိုဖြစ်နေပေမဲ့လည်းအခြားတစ်ဖက်မှာတော့ဘာဆက်ဖြစ်လဲဆိုတော့တော်လိုင်းတပ်ပေါင်းစုဆိုပြီးတော့လာပြောပြန်တယ်တော်လိုင်းတပ်ပေါင်းစုဆိုပြီးတော့ဟိုမှာစိတ်ကူးတွေရှင်းနေပြန်တယ်နော်စိတ်ကူးတွေရှင်းနေပြန်တယ်ဘယ်သူလဲဆိုတော့ဟိုဘောကျော်ဟဲတို့အုပ်စုကတော်လိုင်းတပ်ပေါင်းစုကြီးပေါ်လာမယ်ဆိုပြီးတော့ဘောကျော်ဟဲတို့အုပ်စုကနော်စီဝေးလုပ်ပြီးတော့ online စီဝေးလုပ်ပြီးတော့လေကြီးမိုးကြီးတွေဘောကျော်ဟဲတို့ကပြောနေတော့ KNL ဘောကျော်ဟဲကနော်ဒုစေဦးကြီးဘောကျော်ဟဲကဒီ Western Australia မြန်မာ Democratic Network နဲ့ Australia မြန်မာများကမခဏပြုလုပ်ပြီးတော့နော်ဆွေးနွေးရတဲ့အလုံးဆွေးနွေးပွဲအော်တိုဝါ19ရက်ညနေရလုပ်တဲ့မနေ့ကညနေရဆွေးနွေးလို့လုပ်တဲ့ Australia နိုင်ငံမြန်မာတွေနဲ့ဒေါ်မီဝင်းဖတ်တို့ရဲ့ဒီ Park မြို့မှာလူတို့တွေ့ဆုံပွဲ online အတစ်တွေ့ရရှိတယ်လူတွေလည်းတွေ့ရရှိတယ်ဆိုပြောရင်တော့မီမီဝင်းဖတ်ကသူ့အစီအစဉ်ရဆိုတော့မီမီဝင်းဖတ်ရဲ့မာဝီရဲ့တေသာဆန်းရဲ့နောက်ဟို guest speaker ပေါ့နော် guest speaker ဒီသူတို့၄ယောက်ကမီမီဘက်ကတော့သူကလူကိုယ်တိုင်ကိုတွေ့စကားပြောတယ်ကို၃ယောက်ကတော့ online ကနေပြီးစကားပြောမယ်ပေါ့ဆိုပြီးတော့သူတို့စကားပြောပွဲလုပ်ကြတယ်ပေါ့နော်စကားပွဲလုပ်ကြတယ်7မိနစ်ညနေပိုင်းလုပ်ကြတော့အဲ့လုပ်ကြတဲ့အချိန်မှာဘောကျော်ဟဲကဘာပြောသွားလဲဆိုတော့ဘောကျော်ဟဲပြောသွားတယ်ပေါ့နော်အားညီညွတ်တဲ့တော်လိုင်းတပ်ပေါင်းစုကြီးပေါ်ဦးတယ်တော်လိုင်းအန်စုတွေကျိုးပန်းနေတယ်အဲ့တော့ပြန်ပွင့်လည်းပြောတော့တော်လိုင်းတပ်ပေါင်းစုကြီးတွေပေါ်လာဖို့ရှိပါတယ်ဆိုပြီးတော့ဘောကျော်ဟဲကနေပြီးတော့ပြောတယ်နော်ဘောကျော်ဟဲတော်လိုင်းတပ်ပေါင်းစုကြီးပေါ့နော်ဆိုတော့တိုင်းသားလက်နက်ကင်ဖွဲ့တွေနဲ့ပြည်သူ့ကာကွယ်တပ်မတော်တဲ့အမဲသူအဲ့ကြမှာညီညွတ်တဲ့တော်လိုင်းတပ်ပေါင်းစုကြီးပေါ်လာဖို့ရှိပါတယ်ဆိုပြီးတော့ဒါ KNL ရဲ့ဒုစီဦးကျော်ဘောကျော်ဟဲကပြောပါတယ်ဆိုပြီးတော့ဒါအဲ့ဒီအစည်းအဝေးထဲမှာပြောတယ်ဆိုကြောင်းသတင်းထွက်လာတယ်ထွက်လာပြီးတော့ဒေါက်တာတေသာဆန်းတို့နော်အဲ့ဒါကဗာလဲ PDF ရဲ့ဒုတိယစီဦးစီးချုပ်တို့ဘာလို့ခေါ်လဲဒေါက်တာစိုးသူရဇော်တို့အဲဒီအုပ်စုတွေအဲ့ဒီအုပ်စုတွေနဲ့ဖွဲ့တွေက online စကားပြောတယ်ပြောပြီးလဲပြောပြီးတော့သူတို့အဲ့တိုင်းသူတို့သူအုံနေချင်းဆွေးနွေးကြတာပေါ့ဗျာသူတို့တော်လိုင်းကြီးညီညွတ်တာသူပေါင်းပြီးတော့တော်လိုင်းစပုတ်တက်ကြီးလောက်ကြရင်ဘာညာဆိုပြီးပြောကြတာပဲနော်ဆိုတော့အဲ့မှာထူးခြားတာကဟိုပါပဲမာဝီကတက်ပြီးဆွေးနွေးမယ်လို့ပြောနေရင်းနဲ့သူမဆွေးနွေးနိုင်တော့ဘူးဘာကြောင့်လဲဆိုတော့ online internet အခက်ခဲကြောင့်မဆွေးနွေးနိုင်တော့ဘူးဖြစ်သွားတယ်မာဝီက
မာဝီယာဆို KNDF ကတူးစီဦးစီးချုပ်ပေါ့မာဝီယာမဆွေးနွေးနိုင်ဘူးတဲ့ဘာလို့ဆိုတော့ online ခက်ခဲကြအောင်နဲ့ဖြစ်မှာပေါ့ဗျာသူတို့ကရားပြည်နယ်နယ်စပ်ကရင်နယ်စပ်ချုပ်နေရာတွေမှာ Starlink တွေကအပိတ်ခံနေရပြီစပြီးတော့အပိတ်ခံနေရဆိုတော့မာဝီကြည့်ရတာ internet အဆင်မပြေဘူးထင်ပါတယ်ကြည့်ရတာကျွန်တော်ပြင်းလွှိုင်းနဲ့ပြောနေရတာတော့မသိဘူးအဲ့ကောင်အခုတော့ internet ခက်ခဲတော့သူမပါနိုင်ခဲ့ဘူးတဲ့ဒါပေမဲ့ခုနဘောကျော်ဟဲတို့စိုးသူရဇော်တို့ဒေတာဆန်းတို့အုပ်စုတွေကတော့ဒါသူတို့တော့အောင်နဲ့ခုနဒီဒေါ်မီမူဝင်းဘတ်နဲ့၄ယောက်ကတော့ဒါ online နဲ့မြေပြင်နဲ့ပေါင်းပြီးဆွေးနွေးကြတယ်ဆွေးနွေးပြီးတော့ဒါသူတို့တော်လိုက်တပ်ပေါင်းစုကြီးဖွဲ့မယ်ပေါ့ဗျာဒီလိုပြောကြတယ်ဆိုတော့၄နှစ်ကျော်လာပြီ၅နှစ်ရှိပြီဒီနေ့အချိန်ထိတော်လိုက်တပ်ပေါင်းစုဆိုတဲ့စကားလုံးကိုသုံးနေကြတော့မယ်ဒီနေ့အချိန်ထိတက်နေကြကိုအမိသူတွေသူ့အမိသူတွေတွေ့နဲ့ကိုချီနဲ့သူ့အမိကိုချီကိုအမိသူချီနဲ့အမိတွေပတ်ချီနေတာလွဲပြီးရင်သူတို့အုပ်စုစုလုံးကတဖြည်းဖြည်းနဲ့ကြာရှုံးကန်းကိုတဖြည်းရောက်နေကြအောင်သူတို့ကိုသူတို့မတိကြသေးတာဖြစ်မှာပေါ့ဗျာမတိကြသေးတာဖြစ်မှာပါသိရင်သူတို့ကိုသူတို့အဲ့လောက်စကားတွေစကားကြီးတွေပြောပြတော်လိုင်းတပ်ပေါင်းစုဘာညာရှောက်ပြောနေလို့ပါဆိုတော့ဖြစ်လာမလားဆိုရင်ဘယ်လိုဖြစ်မှာလဲဗျာဟိုကျွန်တော်တို့အလွယ်ပြောမယ်ဗျာခင်ဗျာဂျန်နံပြောနေကျွန်တော်ပြောတယ်3 Kingdom နဲ့ကတုံကြော်တိုက်ဖို့တုံကြော်တိုက်ဖို့ရွှန်ရှောင်းညီကိုနဲ့ဟိုချောင်းမုတ်တယ်ချောင်းတို့အုပ်စုတွေ18ဖွဲ့ plus 1ပေါ့နော်18 18 plus ပေါ့နော်18 plus ဟိုမဟုတ်18 plus မဟုတ်နော်18ဖွဲ့အပေါင်း1ပေါ့နော်အပေါင်း1ဆိုတော့ကွိုင်းဗီတို့လျိုးပေတို့ကွိုင်းဗီဂျမ်ဖီတို့ဟိုပြောတာပါနော်ဆိုတော့ဟိုတုံကြော်တိုက်ဖို့ဆိုပြီးတော့ဟိုတော်လိုင်းတပ်ပေါင်းစုကြီးဆိုပြီးတော့သူတို့ဖွဲ့လိုက်ကြတာပဲ18ဖွဲ့ plus 1ပေါ့ဖွဲ့လိုက်ကြတာပဲနောက်ဆုံးတော့ဘာဖြစ်လဲဆိုတော့ဖွဲ့လိုက်တဲ့သူတွေနောက်ကွယ်မှာရီမန်းချက်ကဘာဖြစ်ခဲ့လဲဆိုတော့ရှင်းလေးပဲအချင်းချင်းနဲ့ပြန်ပြီးတတ်စားဖို့ဝင်မလေးဘူးဥပမာဆိုကြပါစို့ရှေ့မှာဟိုဖွဲ့ကဟိုစွန်ချွန်းတို့ရဲ့အဖေကရှေ့ကနေပြီးတော့ဟိုစွန်ချန်းကနေပြီးတော့ကြီးကျယ်ဥဆောင်တိုက်နေတဲ့အချိန်မှာနောက်ကရွှန်ရှောင်းညီကနောက်ကနေအသားလေးရှိုးနေတယ်အောင်ပွဲရိုက်သူတို့ဝင်ယူမယ်စားနပ်ရိက္ခာလိုရင်မပို့ဘူးလက်နက်လိုရင်မပို့ဘူးလူလိုရင်မပို့ဘူးရှုံးရင်သူတို့ကတစ်ဖွဲ့ပျောက်သွားပြီသေးတဲ့ဖွဲ့ပျောက်သွားပြီဟိုဘက်တစ်ဖွဲ့ချိန်တိုက်ရင်ဟိုဘက်ဖွဲ့အင်အားလျော့မယ်နှစ်ဖွဲ့ရှင်တိုက်တဲ့ခါမှာဒီဘက်ဖွဲ့ရှုံးသွားတယ်ဒါပေမဲ့ဒီဘက်ဖွဲ့အင်အားလျော့တယ်နောက်တစ်ဖွဲ့တိုက်တယ်ဒီဘက်ကရှုံးသွားတယ်အင်အားလျော့တယ်သူကနောက်ဆုံးကြမှာသူကဒီနေရာဝင်စီးမယ်စီးပြီးသူတို့ဆိုင်ဝင်လုပ်မယ်ရှင်းပြောရရင်တော့မင်းတက်ကရှေ့ရင်တက်ငါနောက်ကတို့ကပို့ပြီးလဲပြီးတော့ဖြစ်ဟဲ့လဲဆိုတော့သေးဆိုကောင်းစီသေးခိုင်းတယ်အဲ့နေရာယူဆိုဝင်ယူမယ်ဆိုပုံစံမျိုးနဲ့တက်ပေါင်းစုဖွဲ့တယ်ပြောရရင်တော့အကျိုးစီးပွားကိုစီနဲ့ခြိထားတဲ့မဟာမိတ်ကျိုးကခင်ဗျားလည်း၄တစ်ချက်တိုင်တော့ဖူးခဲ့ဆို၄ချက်တိုင်တော့ချက်ချင်းပြည်ကြသွားသလိုမျိုးသူတို့ကတက်ပေါင်းစုတွေဖွဲ့မယ်လို့စုပေါင်းတက်တွေဖွဲ့မယ်လို့ပြောချင်တာပြောနေကြတာပဲရှိတာသူတို့ရဲ့အကျိုးစီးပွားတွေက၄နဲ့တစ်ချက်တော့မှုတ်စရာမလိုဘူးအဲ့လိုပြည်ထွက်တာကျိုးတွေကအဲ့လိုတော့တွေ့ရတယ်ဆိုတော့တခါကြရင်လည်းရည်စရာတော့ကောင်းတော့ဗောနော်ဆိုတော့တက်ပေါင်းစုတွေဖွဲ့မယ်လို့ပြောလို့ပါကျွန်တော်မှလည်းပြုံးတော့ပြုံးမိတယ်အဲ့တော့ပြီးတော့ဘောကျော်ဟဲကိုတက်ပေါင်းစုဖွဲ့မယ်ဆိုတော့ဘောကျော်ဟဲကြီးကိုလည်းဟိုကရင်မှာရောက်နေတဲ့တက်ကတာဝန်ရှိသူတွေအနေနဲ့နည်းနည်းလေးတော့သင်္ကန်းသားလေးပြီးဖို့လိုတယ်ထင်တာပဲဘာလို့ဆိုတော့ဘောကျော်ဟဲက fighter လို့တော့သူတို့ပြောတာပဲဘယ်လို fight ဘယ်လို fight ဘယ်လိုတာလို့ကျွန်တော်မသိဘူးဘောကျော်ဟဲကဘယ်လို fight ဘယ်လိုတာလို့မသိကျွန်တော်သိတော့ဘောကျော်ဟဲငတ်ကြောက်ပဲကျွန်တော်သိတော့ငတ်ကြောက်ပဲဘောကျော်ဟဲငတ်ကြောက်တော့ငတ်ကြောက်ပဲသူစိတ်ထဲမှာသူ့ကိုယ်သူကဆရာကြီးလို့ထင်တယ်ဘောကျော်ဟဲငတ်ကြောက်ဘာလို့သူ့ရဲ့တတ်တိရှိတာကဟိုမှာဟိုဘောကဟိုစောဂျော်နီတို့မူလူစေပို့လို့နော်သူတို့ဖွဲ့တွေကမတတ်တိတကယ်ရှိတာဒီတတ်တိရှိတဲ့လူတွေတော့သူတို့တတ်တိရှိတဲ့လူတွေတော့ငင်းချင်းဆွေးနွေးကြတယ်ငင်းချင်းစကားပြောတယ်ဘောကျော်ဟဲကသူ့ကိုယ်သူအဟုတ်ကြီးထင်နေတော့မယ်သူ့ကိုယ်သူဟုတ်မယ်လို့သူထင်နေတော့ပဲဗျနော်စောင့်တော့ကြည့်ကြတာပေါ့ဆိုတော့ချိန်တစ်ခုရောက်ရင်ဘောကျော်ဟဲဘာသာထွက်လာမယ်စောင့်ကြည့်တာပေါ့တက်ကလည်းကရင်ပြည်နယ်မှာစစ်ကြောင်းတွေထိုးတာကိုထိုးနေတာပဲကရင်ပြည်နယ်မှာစစ်မြေပြင်မှာစစ်ကြောင်းထိုးပြီးတော့နယ်မြေတစ်ခုလုံးပြန်သိမ်းပိုင်အောင်ကြိုးစားနေတာပဲပြီးလို့ရှိရင်တော့ပြစ်နိုင်တော့ဒီ KNU ကိုကောင်းထိမ့်ပြနိုင်ဖို့လိုပြီလို့မြင်တယ်ဘာလို့ဆိုကရင်ပြည်နယ်ထဲမှာထွက်เสียဘာမှမရှိဘူးအဲ့တော့ကရင်ပြည်နယ်ကိုမှာရှိတဲ့ KNU ဟာဒီတိုင်းပြည်ရဲ့ဒီ KNU ပြောတာပါဘယ်တိုင်းတိုင်းမဆိုင်ဘူး KNU ဟာတိုင်းပြည်ရဲ့ဟိုအင်အားမဟုတ်ဘဲနဲ့တိုင်းပြည်ရဲ့အဖြတ်မောက်ဖွဲ့စည်းဖြစ်နေရက်တီလာတဲ့နောက်မှာတော့ KNU ဟာအဖြတ်မောက်ဖြတ်သမားဖြစ်နေ KNU တော့ရှင်းဖို့တော့လိုတယ်ပြပြသားရှင်းဖို့တော့လိုတယ်တစ်ဖက်မှာငြိမ်းချမ်းရေးနဲ့ခေါ်လို့ပြီးတစ်ဖက်ကလည်းပြပြသားရှင်းဖို့လိုတယ်ငြိမ်းချမ်းရေးလုံးဝမလုပ်ဘူးလို့ဆုံးဖြတ်တိုင်းပြပြသားရှင်းပြဖို့လိုတယ်ဆိုတော့ဒါတော့တက်အနေနဲ့ကြည့်ကြပြီးလုံနိုင်လိမ့်မယ်လို့ယူဆပါတယ်ထိုင်းနဲ့ညီနိုင်ပြီးတော့ဖြည့်ရှင်းနိုင်လိမ့်မယ်လို့ယူဆတယ်เนาะအဲ့တော့ဟိုဘောကျော်ဟဲတို့က lesson ပေးလိုက်ပါဗျာအတန်ထွက်လုံးနဲ့ဘောကျော်ဟဲကိုအတန် lesson ပေးတင်တာပေါ့နော်အဲ့လိုပေးတင်တယ်လို့ကျွန်တော်မြင်တယ်ဒါတော့တက်မတော်အနေနဲ့ပေးတင်တယ်လို့မြင်တယ်နောက်တစ်ခုကတော့မီဝင်းဘတ်တို့ဘာတို့ကတော့ပြောမနေပါနဲ့ဗျာငကိုတွေကသူတို့ကပတ်ဆိုင်ရရင်ပြီးရောဆိုတဲ့ဟာမျိုးတွေပဲပတ်ဆိုင်ရရင်ခင်ဗျာမီဝင်းဘတ်တို့ကပတ်ဆိုင်ရရင်ဖားအောင်ခံဖို့ဝင်မလေးတဲ့ဟာတွေเนาะဆိုတော့ပတ်ဆိုင်ရရင်ခင်ဗျာလေးဘက်ထောက်ဖို့တော့ဝင်မလေးတဲ့ဟာတွေဆိုတော့သူကလုံးချင်ရှောက်လို့လေးပဲကျွန်တော်တို့သိခေါင်းနဲ့ထည့်မယ်ဒီမျိုးသမီးတော့အဲ့တော့သူကပြောချင်တာပြောပါသေးဒေတာဆန်းကတော့ရွှေတွင်းနဲ့ချမ်းသာသွားပြီလို့ကြားတယ်တပိတ်ချင်းရွှေတွင်းနဲ့ဒေတာဆန်းချမ်းသာသွားပြီလို့ကြားတယ်ဒေတာဆန်းရဲ့ဘဏ်ကောင်ထဲမှာဟို activist လို့တော့ဒေတာဆန်းရဲ့ဘဏ်ကောင်ထဲမှာ3,000 3,000လောက်ဘယ်ရောက်လို့မသိတဲ့ငွေရောက်တယ်လို့ကျွန်တော်သိရတယ်အဲ့ဒါအာနာမန်ဖွဲ့စည်းတွေကအဲ့ဘဏ်တွေကိုထိန်းထားတယ်လို့သိရတယ်เนาะဒါတွေလည်းဟိုဒေတာဆန်းကတော့သိမသိတော့ကျွန်တော်မသိဘူးကျွန်တော်တို့တော့ပြန်သိနေပါတယ်ဒေတာဆန်းရဲ့ဘဏ်ထဲမှာ3,000 3,000လောက်တော့ပမာဏငွေတွေဘယ်ရောက်လို့မသိဘူးတဲ့ဘယ်ရောက်လို့မသိဘူးအဲ့နဝါစတော့နော်ဒီဘာခေါ်လဲကျွန်တော်တို့21အခင်းချင်းစသချင်းမှာနိုင်ငံရေးလှုပ်ရှားမှုတွေစတဲ့အချိန်မှာဒေတာဆန်းနေထိုင်တဲ့ပတ်စံတွေ3,000 3,000လောက်တာလေးရအောင်လို့ကြားတယ်ရပြီးတော့ तू ကအဲ့မှာအေးရနဲ့ထားလမ်းပေါ်ကြီးထွက်လာတယ်ပေါ့အဲ့လိုကြားတယ်
ဒါပေမဲ့အာနာပိုင်တဲ့သူ့ရဲ့ဘဏ်အကောင့်တွေကိုသိမ်းလိုက်တဲ့ခါကျတော့ပိတ်လိုက်တယ်လို့ယူဆတယ်ဖန်စစ်လိုက်တဲ့ခါကျတော့ပေါ်သွားတယ်လို့ကြားပါတယ်နော်ဒါလေးလည်းဒေသဆန်းကိစ္စရှိပါတယ်ဆိုတော့ဒါတစ်ချက်ပေါ့ဆိုတော့ဇိုးသူရဆိုကတော့ပြောမနေပါနဲ့မိုးကုတ်ကိုပြန်မသွားရတော့တဲ့ပုဂ္ဂိုလ်ဇိုးသူရဆိုမိုးကုတ်ပြန်မသွားရတော့ဘာလို့မသွားရလို့ဆိုတော့မိုးကုတ်မှာပလောင်တွေကသူ့ကိုမောင်းထုတ်လိုက်တာလေဇိုးသူရဆိုကိုပလောင်တွေကမိုးကုတ်ကနေခွေးမောင်းဆိုလို့မောင်းထုတ်လိုက်တာဇိုးသူရဆိုအမိကုတ်ပြီးဒီဘက်ကိုပြန်ပြေးလာတယ်ပြန်ပြေးလာပြီးတော့မြေပြင်မှာသူတိုက်လာဆိုတော့လည်းမတိုက်ရတော့ဘူး TNL နဲ့သူသွားမတိုက်ရဘူးစစ်တပ်ကလည်းသူမတိုက်ရဘူးအလေကောင်းနေပြီးတော့ဘာလို့မှမသိဘူးဒေါက်တာဖြစ်နေလို့ဒေါက်တာစိုးစိုးရဆိုတဲ့ဂုံပုံလေးကြောင်သားသူ့ကို NUG ကနေသူ့ကိုဒုစေဦးစီရာလူပေးနေတာပဲရှိတာတကယ်တမ်းကျတော့စိုးသူရဆိုကိုယ်တိုင်ပလောင်နေနဲ့ထိခိုက်တွေ့တဲ့အခါမှာသူထွက်ပြေးရတယ်ဆိုတော့သူကိုယ်တိုင်သိတယ်သူကိုယ်တိုင်ထွက်ပြေးခဲ့ရပါတယ်ထွက်ပြေးခဲ့ပြီးတော့ပလောင်နေသူ့ကိုခွေးမောင်းလို့မောင်းထုတ်ခဲ့တယ် PDF တွေကိုသူတို့ရဲ့တကားဆောင်နဲ့ချမ်းဆောင်ခွေးလေးလို့သဘောထားပြီးတော့ပလောင်နေသုံးခဲ့တယ်အဲ့တော့နေတိုင်းနဲ့ပလောင်ချမ်းဆောင်ခွေးဖြစ်သွားတယ်သူတို့အဲ့လိုဖြစ်သွားတယ်ပေါ့နော် TNL ရဲ့ချမ်းဆောင်ခွေးဘဝကိုစိုးသူရဆိုတော့အုပ်စုရောက်သွားတယ်ရောက်သွားပြီးတော့နောက်ဆုံးတော့အခုတော့မိုးကုတ်တော့ပြန်မသွားရတော့စိုးသူရဆိုအဲ့လိုဖြစ်နေသိရတယ်အဲ့တော့ဒီလိုမျိုးဗျာတဖွဲ့ချင်းစီမှာကိုပိုင်အားလည်းမရှိကိုပိုင်အင်လည်းမရှိကိုပိုင်ဘာမှမရှိဘဲနဲ့လေးကြီးမိုးကြီးပြောနေတဲ့အဆင့်လောက်ပဲသူတို့ဖြည်းဖြည်းနဲ့အဲ့ဒီအဆင့်လောက်ပဲဇာသိမ်းသွားပါတော့ဒီလိုပဲ YouTube ပြောတဲ့ဘောကနေဇာသိမ်းမဲ့သဘောတော့တွေ့ရတယ်ဒါကတော့သူတို့ရဲ့ကိစ္စနောက်တစ်ခုကကျွန်တော်တို့ဒီတန်တွဲတို့ဂွားတို့နာပေါ့နော်တန်တွဲတို့ဂွားတို့နာမှာအေးရထုတ်ပြချက်ကျွန်တော်ထုတ်တယ်တန်တွဲတို့ဂွားတို့နာမှာဘာမှမလုပ်ဖို့ဆိုပြီးစားထုတ်တယ်အေးရနော်တန်တွဲတို့ဂွားတို့နာမှာအဲ့ဒီဒေသကနေဗျာငါးဖမ်းတယ်ကျွန်တော်လည်းရောက်ခဲ့တာပဲဟိုဂွားတို့တန်တွဲတော့မရောက်ခဲ့ဘူးဂွားဟိုဘက်အကျော်ဟိုတန်တွဲနဲ့ဂွားမရောက်ခင်တန်တွဲအလေကောင်းငါပလီနာတော့မရောက်ဘူး sorry ဒီငါပလီမရောက်ဘူးပေါ့ဒီဘက်ကချိန်တလီတော့ကြော်တယ်အဲ့ဘက်တွေကိုကျွန်တော်ရောက်ခဲ့တဲ့အတွက်ကျွန်တော်တို့သိတယ်အဲ့မှာခင်ဗျာဟိုငါးဖမ်းဆက်လေးလေးနဲ့အပြိုထွက်ပင်လယ်ပြိုထွက်ပြီးငါးဖမ်းကြတယ်ခင်ဗျာဂွားရဟိုတောင်စွန်းပေါ်နေတောင်ကုန်းတစ်ခုရှိတယ်အဲ့ချုံပေါ်နေကြည့်ပင်လယ်ပြိုလှမ်းကြည့်ညဘက်ဆိုရင်ငါးဖမ်းလေးလေးမြီးပြောလေးတွေကျွန်တော်မြင်ရတယ်အဲ့လိုမြင်ရတယ်နေရအဲ့ဂွားတို့ဟွာတို့ကတန်တွဲတို့ကြားတစ်လျှောက်ပေါ့နော်ငါးဖမ်းလေးတွေအဲ့ဒါတွေနဲ့ပတ်သက်လို့ရှိရင်ရခိုင်တိုင်းသားတွေဖမ်းတယ်ဗမာတွေမပေါ့ပါဘူးရခိုင်တိုင်းသားတွေငါးဖမ်းတာအဲ့ဒါနဲ့ပတ်သက်လို့ရှိရင်အေရထုတ်ပြတဲ့ထုတ်တယ်တန်တွဲတဲ့ဂွားမျိုးနဲ့နီးမှာတဲ့ပင်လယ်ပြင်မှာည6နာရီနဲ့မနက်6နာရီအထိငါးဖမ်းယူမှုညချိန်ငါးဖမ်းယူမှုကိုတဲ့အော်တိုဝါ19ရက်ညကနေစပြီးတော့နော်လုံးဝအကန့်အသတ်မရှိပိတ်ပင်လိုက်ပါပြီတဲ့ဆိုပြီးတော့အတိပေးတယ်ဆိုပြီးတော့ဒါအေရထုတ်ပြန်တယ်ဘာလို့သူကအဲ့လိုအကန့်အသတ်မရှိပိတ်ပင်လဲဆိုတော့တန်တွဲတို့ဂွားတို့ဒီနေမြေတဲ့ပင်လယ်ပြင်ကိုဒီငါးဖမ်းလေတွေကငါးထွက်ဖမ်းတယ်အဲ့ပင်လယ်ပြင်ဟိုဘက်မှာရေမိုင်မြင်ရတဲ့နေရာမှာစစ်တပ်ကသမောတွေရှိတယ်ရှိတော့ပြောရရင်အေးတွေကြောက်လာတဲ့ခါကျတော့ဘာဖြစ်လဲဆိုအေးတွေကြောက်လာတာထွန်းမြတ်တဲ့တို့အုပ်စုအေးတွေကြောက်လာတဲ့ခါကျတော့ဒီငါးဖမ်းလေတွေကထွက်သွားတယ်ငါးဖမ်းတယ်ဖမ်းပြီးတော့ပြန်လာတဲ့ကန်းကိုကတ်တဲ့ခါမှာစစ်သားတွေပါလာမှသူကကြောက်တယ်စစ်သားတွေပါလာပြီးစစ်တပ်ကကန်းထိုးတက်ပြီးကန်းထိုးပြီးတိုက်လာမှသူကြောက်ပုံရတယ်အဲဒါကြောင့်မလို့သူကငါးထွက်မဖမ်းရရတယ်ဆိုတော့ငါးဖမ်းသမားတွေကငါးထွက်မဖမ်းရရင်ဘာနဲ့ထမင်းစားကြမလဲစဉ်းစားကြည့်ဦးသူတို့ငါးဖမ်းမှထမင်းစားရမယ်လူတွေလေအဲ့တော့ငါးထွက်မဖမ်းရဘူးဆိုပြီးအေးရပိတ်လိုက်တယ်ဘယ်နဲ့ထိလဲမရက်ကန့်သတ်မရှိရဆိုတော့ဒီတိုင်းဆိုရင် तू ကရှင်းပြောတယ်စစ်တပ်ကိုကြောက်တဲ့စိတ်နဲ့ငါးဖမ်းလူသားတွေကိုငါးဖမ်းအောင်ပြောတော့ငါးဖမ်းလူသားတွေအခွင့်အရေးဆုံးရှုံးတယ်ပေါ့ဗျာပြီးတော့သူ့ရဲ့စစ်တပ်ကိုကြောက်တဲ့စိတ်ကပိုပြီးပေါ်လာတယ်စစ်တပ်ကလည်းရှင်းပြောတော့အေးကိုထိုးစစ်မစင်သေးပဲနဲ့ပင်လယ်ပြင်နေပြီးတော့အေးစီကြည့်နေတယ်တန်တွဲကွာအဲ့ပင်လယ်ပြင်ရဲ့ရေပြင်မှာစစ်သမောတွေအေးစီပဲရှိုးနေအေးစီပဲကြောက်ချပြီးရက်ပြီးတော့ကြည့်နေတယ်ပြင်းလို့ရှိရင်အေးသတင်းတွေ့ရင်ရေဒါပေါ်မှာအေးရဲ့လှုပ်ရှားမှုတွေ့လက်နက်တွေပေါ့လက်နက်ကင်လှုပ်ရှားတဲ့ရည်အောင်မြင်ပြီးဆိုလက်ကြီးလှမ်းပစ်တယ်ဒီလောက်ပဲအေးစီပဲစစ်မြေကမ်းမထိုးသေးဘူးဘာလို့မထိုးလဲဆိုတော့ဒီဘက်မှာတိုက်ဆိုင်ချက်တိုက်နေတဲ့အဲ့ဘက်ကိုတမင်ဟထားပေးတဲ့သဘောလေးလို့မြင်ရတယ်ဆိုတော့အေးကိုတမင်လေးခြံထားပေးတာပေါ့မင်းတို့ဘယ်လောက်လုပ်နိုင်မလဲတန်တွဲကွာတို့ဒီတောင်ကုတ်တို့ဘာတို့ကနောက်တစ်ချိန်ကျရင်ငါပလီတို့ဘာတို့ပေါ့နော်အဲ့ဒါတွေနောက်ချိန်ကျရင်တက်ကပြန်သိမ့်မဲ့နေရာတွေဆိုတော့သေချာနေပြီးသားပဲအဲ့တော့အေးစီထားတာပေါ့အခုလောဆိုတော့အေးရတော့ကြောက်လန့်တကြားတွေနဲ့အသက်အတန်ပိတ်နေတယ်ပေါ့နော်ဆိုတော့သူရေးထားတဲ့စာထဲမှာလည်းပါပါတယ်နော်ရေးထားတဲ့စာထဲမှာလည်းပါတယ်ဘယ်လိုပါလဲဆိုတော့ရေးထားတဲ့စာရပါတော့သူကတော့အချိန်ကန့်သတ်မရှိငါးဖမ်းခွင့်ပြုခဲ့တာမှာပြုခဲ့တဲ့အချိန်ပြုခဲ့ထားခြင်းနောက်မှာတဲ့ဖက်စစ်တပ်အကြမ်းဖက်စစ်ရှုံးဖြစ်ခဏရရေးတာဒါတော့စစ်တပ်ကပေါ့ဗျာစင်ရဖြစ်တင်းခြင်းနဲ့၎င်းတို့စစ်စင်ရေးအတွက်ငါးဖမ်းလေများကိုအကာအကွယ်ယူကာလွတ်လပ်စွာတွာလာနိုင်တဲ့အခွင့်အရေးကိုဖြစ်ပေါ်နေသောကြောင့်အဲ့ဒါကြောင့်မလို့တဲ့ဒါပိတ်ပါတယ်ပေါ့နော်ပြီးတော့စစ်သင်္ဘောတွေပေါ်နေပင်လယ်ပြင်ငါးဖမ်းတဲ့စစ်သင်္ဘောတွေပင်လယ်ပြင်ကနေပြီးတော့စစ်သင်္ဘောတွေနဲ့လက်နက်ကြီးနဲ့ပစ်နေတယ်ပေါ့ဗျာဒါကိုလည်းသူပြောတယ်တချိန်တည်းမှာပဲသူကဒီပြန်ဒီငါးဖမ်းလေတွေကတန်တဲ့ကွာထွက်တဲ့ငါးဖမ်းလေတွေကိုအသုံးချပြီးတော့စစ်တပ်ကရောက်လာမှသူစေးလှုပ်ရှားမှုတွေလုပ်မှစိုးတဲ့အတွက်သတိပေးခြင်းဖြစ်တယ်ဆိုပြီးပြောပြီးတော့ဒီထုတ်ပြန်တဲ့နေ့ကနေပြီးတော့ပြန်လေရုပ်စင်းကြောင့်မကြေညာမချင်းအတီဘယ်နေ့ဆိုတာမရှိဘူးဆိုတော့အဲ့တော့ကွာတို့တန်တွဲတို့မှာနေတဲ့ပြည်သူတွေအေးကိုကြိုဆိုခဲ့ကြတဲ့လူတွေတော့သွားယူပေါ့ဗျာအဲ့တော့ထမင်းငတ်ကြအောင်မြင်အောင်သေးတယ်စားကြမရှိထမင်းငတ်ကြအောင်မယ်ပင်လယ်ပြင်ထွက်မှဖမ်းဘယ်နာတော့ဖမ်းလို့တော့မသိဘူးဆိုတော့ဒါကတော့အေးရဲ့အုပ်ချုပ်မှုအောက်မှာရောက်သွားခြင်းရဲ့ဆိုးကျိုးလားကောင်းကျိုးလားဒါခင်ဗျားတို့စဉ်းစားပေါ့ဗျာနော်ဆိုတော့
သူတို့ငါးဖမ်းလို့ငါမဖမ်းရတော့ဘူးလို့အေးရတော့ကန့်တက်လိုက်တယ်ဆိုတော့ပြောပြချင်တာเนาะဒါကတော့တစ်ချက်ပေါ့နောက်တစ်ခုကတော့ကျွန်တော်ဒီနေ့ဟိုကနေပြောမှာပေါ့เนาะကြောက်လိမ်လည်မှုတွေနဲ့ပတ်သက်ပြီးပြောပါမယ်ကြောက်လိမ်လည်မှုပါကြောက်လိမ်လည်မှုကတော့အခြားမဟုတ်ပါဘူးဘိုးချုပ်ဈေးမှာပြီးခဲ့တဲ့တပတ်ကျော်လောက်ကလိမ်လည်မှုကြောက်နဲ့ပတ်သက်ပြီးလိမ်လည်မှုကြီးကျယ်ဖြစ်သွားတယ်နောက်တစ်ခုကရန်ကုန်မြို့ထဲမှာပဲရန်ကုန်မြို့ရဲ့နေရာတစ်ခုမှာကြောက်လိမ်လည်မှုကြီးကျယ်ဖြစ်သွားတယ်နောက်မန္တလေးမှာလည်းပြီးခဲ့တဲ့တိတ်မကြတော့ကာလာပြီးခဲ့တဲ့ကာလာတော့တစ်ခေါက်ဖြစ်ခဲ့ဘူးလေဆိုတော့ကြောက်လိမ်လည်မှုတွေဖြစ်သွားတယ်ပေါ့ကြောက်ပေါ့ယုံကြည်အနန္တကြောက်တွေလိမ်တဲ့ဇလန်းတွေဖြစ်သွားတယ်လို့သိရတယ်ဆိုတော့ဘိုးချုပ်စင်းမှာဖြစ်တဲ့ဟာဆိုလို့ရှိရင်တော့ကျွန်တော်နေရာတိကျရတော့မပြောတော့ပါဘူးသက်ဆိုင်ရာအာဏာပိုင်ဖွဲ့စည်းတွေလည်းလိုက်မလားမလိုက်မလားကျွန်တော်လည်းမသိပါဘူးသို့တော့ဒီကြတော့ဘိုးချုပ်စင်းမှာဖြစ်သွားတယ်ဘိုးချုပ်စင်းမှာဖြစ်သွားတဲ့ဟာကတော့ဈေးဆိုင်တစ်ခုကတော့ဘိုးချုပ်စင်းမှာဆိုင်သေးသေးလေးတစ်ခုလာဖွင့်နေတဲ့နမူနာပြောတော့တရားပါလာဖွင့်ပြီးလိန်တဲ့ပုံစံပြပါတာပေါ့နော်ဆိုင်သေးလေးလာဖွင့်တယ်ဖွင့်တော့သူဖွင့်တဲ့ဆိုင်လေးကိုဟုတ်လို့ထင်တာပေါ့ဗျာအစားတော့ရောင်းတယ်ပေါ့6လောက်9လောက်10လောက်ဟုတ်တယ်ပေါ့အစားပဲဝယ်ပြီးတော့ယုံတယ်ပေါ့ပြီးတော့အဲ့ကြောက်တွေတော့ရောင်းတယ်လူတွေရှာသူဝယ်ယူတယ်ယူပြီးတော့ပြန်ရောင်းတယ်ဝယ်ပြီးတယ်ရောင်းတယ်စသဖြင့်ဒါမှမဟုတ်သူဆိုင်ပေါ်တင်ထားပြီးရောင်းတယ်အဲ့လိုနေနဲ့ကာလာတစ်ခုရောက်တဲ့ခါယုံကြည်စိတ်ချရသွားတဲ့ခါလေးရောက်တဲ့ခါမှာအဲ့ကြောက်တွေကိုသူကယူပြီးတော့အပေါင်ဆိုင်သွားပုတ်လိုက်တယ်အဲ့တယောက်ကလိမ်လိုက်တယ်အပေါင်ဆိုင်သွားပုတ်လိုက်တယ်လိမ်လိုက်တယ်အပေါင်ဆိုင်ပုတ်လိုက်တော့ဟိုကြောက်ပိုင်ရှင်တွေကပွဲသားတွေနဲ့ကြောက်ပိုင်ရှင်တချို့တွေကဒီတခြားတချို့တွေဟိုဗျာစစ်ပေးချောင်ဒေသတွေလာပြီးတော့ရှိတဲ့ကြောက်ကလေးတွေဒီမှာလာတင်ရောင်းပြီးတော့နည်းနည်းထုတ်ရောင်းပြီးတော့ပတ်စံရှာရတဲ့လူတွေလည်းဖြစ်သလိုတချို့ကပွဲသားတွေကိုအထိုင်ပွဲသားတွေပတ်စံရှာရတဲ့လူတွေရှိတယ်အဲ့တော့အဲ့ကြောက်တွေကိုယူပြီးတော့အပေါင်ဆိုင်ပုတ်လိုက်တော့သူတို့သွားမေးတဲ့ခါကျတော့လူတွေအဲ့လူကထွက်ပြေးသွားတယ်ထွက်ပြေးတဲ့အပြင်မပြေးခင်လေးမှာသူ့ရဲ့ဆက်ဆက်ပြီးလိုက်တဲ့ခါကျတော့ကြောက်တွေနဲ့ပတ်သက်လို့ရှိရင်သူပေါင်ထားတဲ့ဟာတွေနဲ့ပေါင်ထားတဲ့ပြေစာဆက်လေးတော့ပြန်ပေးတယ်တဲ့ဆိုတော့ကျွန်တော်ကပဲထားပါတော့ကျွန်တော်ကအဲ့လူကိုယုံကြည်လို့ကြောက်အပ်လိုက်တယ်နော်ကြောက်တယ်ဘိုးချုပ်စင်းဖြစ်လာနော်ကြောက်ရတဲ့ခါမှာကဲနမူနာကိုကျွန်တော်ပေးတယ်မှာသူကကျွန်တော်ယုံကြည်မှုအလုံးစုံလုပ်ပြီးတော့ကျွန်တော်ကြောက်တွေယူပြီးတော့အပေါင်ဆိုင်သွားအပ်လိုက်တယ်ပေါင်လိုက်တယ်ပေါင်ပြရတဲ့ပတ်စံသူကယူပြီးလက်သွားတယ်ဆိုတော့ကျွန်တော်ကဘာပြန်ပေးခဲ့လဲဆိုအပေါင်စစ်လက်ကလေးပေးခဲ့တယ်ပေါင်ချောင်းစစ်လက်ကလေးပေးတော့ကျွန်တော်ကလေးကင်ပြီးတော့ကိုကြောက်ကိုပြန်သွားရွေးရပေါ်ရောက်တယ်အဲ့လိုမျိုးတွေနဲ့အခုကြောက်သမားကြောက်လောကမှာအဲ့ပြဿနာရင်ဆိုင်နေရတယ်လို့ကြားပါတယ်ဒီရန်ကုန်မြို့ရဲ့ဟိုတယ်တစ်ခုနားမှာရှိတဲ့နေရာမှာလည်းတစ်ခုဖြစ်တယ်ဒီတကုံမြို့နယ်တွေကနောက်တစ်ခုကဟိုမှာလည်းဟိုမန္တလေးမှာလည်းတရုတ်တွေကဝီချက်ကနေတစ်ဆင့်ကြောက်နေပတ်သက်ပြီးလိန်သွားတဲ့ကိစ္စလည်းရှိတယ်သိမ်းပေါင်းသိမ်းနေချီပေါ့နော်ဒီဘက်မှာတော့သိမ်းပေါင်းတောင်းနေချီလို့ပြောတယ်ဆိုတော့အဲ့လိန်လည်မှုတွေအကြီးကျယ်ဖြစ်နေတယ်လို့ကျွန်တော်တို့ကြားရတယ်ဆိုတော့ပြီးတော့တချို့အဲ့ကိစ္စနဲ့ပတ်သက်လို့သက်ဆိုင်ရာဆုံးရှုံးနေတာတဲ့သူတွေအကုန်လုံးကကြောက်သမားတွေကပိုင်ရှင်လေးတွေကသူ့ပွဲသားလေးတွေကအဲ့ကြောက်တွေကိုသူတို့ပြန်ရွေးဖို့ကြတော့ပတ်စံမရှိဘူးလေဘယ်လိုရွေးမှမသိဘူးသူ့ပတ်စံသူပြန်ရွေးရသူကြောက်သူပြန်ရွေးပတ်စံရတယ်မလောက်ဘူးအဲ့တော့တိုင်ဖို့ကြတော့လေတော့တိုင်လို့ကမရဘူးတချို့ကြတော့လူကြီးတွေရဲ့နာမည်တွေသုံးတယ်အခုဖြစ်နေတဲ့ပြဿနာတော့တစ်ခုပေါ့နော်ကျွန်တော်စိတ်ထဲမှာသတိထားမိလာတာတစ်ခုရှိတယ်ဒီလက်ရှိတက်မတော်ထိပ်ပိုင်းကောင်းဆောင်အာဏာပိုင်ရရှိပုဂ္ဂိုလ်တွေထိပ်ပိုင်းပုဂ္ဂိုလ်တွေအနာကိုဒီလူလိန်တွေလူရုပ်မာတွေတချို့လူတွေကအနာအိနောက်ရောက်အောင်သွားတယ်ရင်းနှီးအောင်ပေါင်းတယ်ခင်အောင်ပေါင်းတယ်အတူတူနေထိုင်စားတော့ပျော်ရွှင်နေတယ်ပြီးရင်သူကတစ်ဖက်မှာသွားလိန်တယ်လိန်ပြီးသူကပြီးလည်းပြောပတ်ပြီးတော့ဒီလူတွေနဲ့ပြန်သွားတယ်ဟိုလူတွေကသူလိန်နေတိုင်လဲတိုင်ရောအာမဟုတ်ဘူးကျမတို့ဒါကျွန်တော်တို့ကိုသိခါကြအောင်လုပ်တာဒါဂုဏ်သိခါညှိုးနှောင်းလုပ်တာပြီးတော့ဒါတွေကတမင်တက်ကျွန်တော်တို့လုပ်တာလုပ်ပါအောင်ဘုချုပ်ရဲ့လုပ်ပါအောင်ကုညီပါအောင်အကူကြီးရဲ့လုပ်ပါအောင်ဆရာရဲ့ဘာညာလုပ်တော့ဒီဘက်ကလူကသူနဲ့ပလူဖြစ်နေတယ်ပလဲနိုင်တဲ့ဖြစ်နေတော့ခင်နေတော့ဒီလူမလုပ်တော့ဘူးဒီလူကလူမှန်လားလို့ထင်ပြီးတော့ဒီဘက်ကအရာရှိတွေကသူ့ဘက်ကသွားရက်တယ်ဟိုအလိန်ခမ်းလူတွေဘက်ကမရက်ချင်ကြဘူးမရက်ချင်တော့ဘာဆက်ဖြစ်လဲဆိုတော့ဟိုဘက်ကလူတွေကဒီလူတွေနဲ့ဒီလူတွေတစ်ချိန်တည်းညံနေပါလို့မြင်ပြီးတော့ဒီတကယ်ဆိုထိပ်ပိုင်းအရာရှိတွေထိပ်တန်းအရာရှိတွေကိုပုံမှာအဲ့ဒီခုနအလိန်ခံရတဲ့ပြည်သူအလိန်ခံလိုက်ရတဲ့ပြည်သူတွေကထိပ်တန်းအရာရှိတွေကဘယ်လိုမြင်လဲဆိုတော့ဒီကောင်ဒီဂျစ်တဲ့ညံနဲ့ပေါင်းစားသလားမသိဘူးလို့မြင်သွားပြီးတော့အထင်မြင်သေးခံရတယ်ပြီးတော့အထင်မြင်လွဲခံရတယ်ဒီလိုဖြစ်တတ်တယ်အဲဒါကြောင့်ထိပ်ပိုင်းအရာရှိတာဝန်ထိပ်ပိုင်းတာဝန်ထမ်းဆောင်ထားတဲ့ပုံကိုယ်တွေဒီနဲ့လေကိုယ်အနာကိုလာပြီးပလူလောက်တိုင်းကိုနဲ့ညီကိုလိုမောင်နှမလိုတားဖာလိုဘာလိုညာလိုဘလိုပေါ့ဗျာချစ်သူလိုရီးသားလိုဘလိုညာလိုပေါ့ပလူလာနေတိုင်းလဲရမ်းမယုံကြပါနဲ့တချို့လူလိန်တွေကပိုးလဲတယ်လူလိန်တွေကပိုးလဲပါတယ်ဘလို့လဲလဲမေးတစ်ဖက်မှာသူတို့လိန်တဲ့ကိစ္စတွေကိုအရေးယူလို့မရအောင်လို့ဒီဘက်မှာအာနာကြိုက်ထားတဲ့ပုံကိုယ်တွေတချို့တွေနဲ့လာပြီးတော့ကိုကြက်ပင်လာထိုးရရှိတယ်ဒါကြောင့်လည်းတချို့အာနာပိုင်ဖွဲ့စည်းတွေတချို့အာနာပိုင်ပုံကိုယ်တွေအမှုပေါ်သွားတဲ့အခါရေးယူခံရတဲ့ဇလန်တွေဖြစ်နေဆိုတော့အဲ့ဒါအလကားမဟုတ်ပါဘူးဒါကြောင့်အာနာပိုင်ပုံကိုယ်တွေအာနာစစ်စင်ကြိုက်ထားတဲ့ပုံကိုယ်တွေကသတိကြီးထားဖို့လိုပါတယ်ကိုယ်အနာကိုလာပြီးတော့ကိုယ်အေးတစ်ခွက်တိုက်တိုင်းကော်ဖီတစ်ခွက်တိုက်တိုင်းလက်ဖက်ရည်တစ်ခွက်တိုက်တိုင်းပတ်စံအထုတ်လေးလာပေးတိုင်းတောက်စရာအရေးအကောင်းစားလာပေးတိုင်းမယုံကြဖို့လိုပါတယ်ကိုယ်ဆိုင်မှာပင့်ဖိတ်ပြီးထမင်းကျွေးတိုင်းကောင်းကောင်းမော်ကျွေးပြီးကောင်းကောင်းမော်ထားပြီးကောင်းကောင်းမော်နေရာကောင်းလေးလိုက်ပို့ပေးတိုင်းအုပ်ကြီးမထင်ပါနဲ့အဲဒါကြောင့်တချို့အုပ်ချုပ်ရေးအာဏာပိုင်ခေါင်းဆောင်ပိုင်းထိပ်ပိုင်းတွေပြောတာပါဘာလို့ဆိုတော့ခင်ဗျားတို့ကိုအသုံးချပြီးတော့ဟိုကတစ်ဖက်မှာတွားလိန်နေတဲ့ဇလန်းတွေအကြီးကျယ်ရှိနေတယ်ဆိုတော့ကျွန်တော်ပြောချင်တာနာမည်တက်မပြောတာလို့မပြောတာပဲရှိတာပါတချို့ဟာလေးတွေကြတယ်သတိထားကြဖို့တော့အာဏာပိုင်ဖွဲ့စည်းတွေကိုသတိပေးတယ်ချစ်လို့သတိပေးတာပါเนาะစေရနဲ့သတိပေးတာခင်ဗျားတို့ကလူတွေထင်သေးတာကိုမဖြစ်စေချင်တဲ့စိတ်နဲ့ကျွန်တော်သတိပေးတာပါဟိုတချို့တွေတော့သဘောပေါက်ရင်လည်းပေါက်မှာပါဗျာတချို့တွေကတော့ပေါက်ချင်မှပေါက်လိမ့်မယ်ကျွန်တော်ပြောတာကိုပေါက်ချင်မှပေါက်လိမ့်မယ်ကျွန်တော်တော့ပွင့်လင်းပြောတာပါဒါ
ဖြစ်ကိုဖြစ်မဲ့ကိစ္စပါဘာလို့ဆိုလူလိန်တချို့ကဒါကျွန်တော်မြင်ပါတယ်တချို့ကျွန်တော်လည်းမပြောတာသေးတဲ့အခြေအနေရှိလို့ပါလူကျွန်တော်လည်းမြင်ပါတယ်ကျွန်တော်လည်းကြားပါတယ်ဆိုကြပါစို့ဗျာလိန်တတ်တဲ့လူတွေကဘာလို့တက်လဲဆိုတော့အာနာပိုင်ဖွဲ့စည်းတွေကိုဘာလို့လဲကောက်ရိုက်ဖို့အတူသွားရိုက်တယ်အဲသူတို့ရဲ့ပွဲခန်းသားတွေကိုအစီအစဉ်ပေးတယ်အကုန်ကြခံပေးတယ်တောက်ဖို့အရက်ပလင်းကောင်းစားတွေထုတ်ပေးတယ်စားတော့ဆိုင်တွေမှာကောင်းကောင်းမှခန်းခန်းတက်ခင်းအဲခန်းကျွေးမွေးတယ်ပြီးရင်သူတို့ကအကိုကြီးညီလေးဆက်ဆံရေးအကိုကြီးမောင်လေးဆက်ဆံရေးညီမလေးကိုကြီးဆက်ဆံရေးစသဖြင့်ပေါ့ဗျာအန်ကယ်ဦးလေးဒေါ်လေးပါဆက်ဆံရေးတွေကိုလို့ကောင်းတိဆောက်ပြတယ်တိဆောက်ပြပြီးတော့သူတို့ကအဲ့တိုင်းပဲအေးဆေးပဲနေတယ်ပြီးလဲပြီးဒီဘက်မှာလိန်လဲပြီးလဲပြီးလိန်နေချင်မှာသိမ်းပေါင်းတောင်းတဲ့ချီအကြီးကျယ်လိန်လဲပြီးလဲပြီးတော့သူတို့အသာလေးနေပြီးတော့ပတ်စံပိုက်ပြီးတော့အသာလေးနေပြီးတော့သက်ဆိုင်သူဖွဲ့ပြီးတော့ကိုကြီးဒါကိုကြီးဘို့ဘာဘို့သူရှောက်ပြီးတော့ဟိုလူတွေကတော့ကားတစ်စီးဝယ်ပေးလိုက်တယ်သူကဝမ်းတာတော့ကားတစ်စီးဝယ်ပေးလိုက်တော့ရပြီဆိုပြီးပျော်မှာပေါ့ပြီးလဲပြီးတော့ဒီဘက်ကကိုဘက်ကဒီအလိန်ခံရတဲ့သူတွေနစ်နာတဲ့သူတွေကထပြီးတော့တရားစွဲအမှုတွေပါကောက်ကဖွင့်လဲဖွင့်ရောဘာဖြစ်လဲဆိုတော့ဟာဒီကောင်တွေကဒါတမန်တက်ငါတငယ်ချင်းငါမိတ်ဆွေငါလူဒါတက်မဲ့တိတ်ခါချတာပဲဆိုဟိုကလည်းကျွန်တော်တို့တိတ်ခါချတာကျွန်တော်တို့ဒါမျိုးလုံးမဲ့လူလားကိုကြီးလည်းသိတာပဲကျွန်တော်တို့နေတာဘလို့နေလဲအဲ့လိုကိုကြီးလည်းသိတာပဲညီမလေးတို့ကိုဒီလိုနဲ့ဖြစ်တော့ဒီကအာနာပဲဖွဲ့စည်းတာအဟုတ်လို့ထင်တာကိုနာလူပြောတာမှအဟုတ်လို့ထင်ပြီးတော့ကြံတဲ့လူတွေပေါ်ပါဟိုက်ကောင်တွေငါတို့ဘာလို့လဲအဲ့ကောင်ခေါ်ဆဲဆန်းဆိုပြီးတော့ဟိုလူတွေကအစ်စ်ခံရတဲ့ခါကျတော့မတိုင်ရဲတော့အခုကြောက်လိန်ခံရတဲ့ကိစ္စမျိုးတွေအခြားကိစ္စမျိုးတချို့မှလည်းလူတွေကမတိုင်ရဲတော့အာနာပိုင်တွေမတိုင်ရဲတော့တိုင်တော့မှငါတို့ခေါ်စစ်ခံနေငါတို့ကစစ်ခံမှာငါတို့ကလဲနေတာသေးတယ်နေတာသေးတယ်ခေါ်လဲစစ်ခံရတယ်ဆိုတော့မကောင်းဘူးဆိုတဲ့ဟာမျိုးတွေဖြစ်တယ်အဲ့တော့ဘာဆက်ဖြစ်လဲဆိုတော့ဟာကွာလက်ကားပါကွာမင်းဒီအာနာပိုင်နေနဲ့ဒီလူလိန်တွေကတုံးဆိုတဲ့ကြဲကြံတဲ့ကလင်ကြီးတွေပေါင်းစားတာဖြစ်မှာပေါ့ဆိုတဲ့ဟာမျိုးကြီးဝင်သွားပြီးတော့အမုန်းတရားတွေကပိုကြီးတယ်အညှိုးတရားပိုကြီးပြီးတော့ဘာလို့ဆိုလုံးဝမယုံကြည်ခြင်းတွေကပိုဖြစ်လာတဲ့အခါဒီအုတ်ချွေအာနာပိုင်မှာတာဝန်ကင်ထားတဲ့ပုံကိုယ်တွေရဲ့အုတ်ချွေရန်တရားကြီးပုံမှာမယုံတော့ဘူးအဲ့ဒါတိတ်ကြီးမှသတိကြီးပါတမာရီကောင်းဖို့လိုတယ်ဗျဂုံးသိက္ခာရှိတမာရီရှိနေဖို့လိုတယ်ပြီးတော့ဘက်မလိုက်ဖို့လည်းလိုတယ်အမှန်တရားပေါ်မှာချစ်တတ်ဖို့လည်းလိုတယ်အမှန်တရားပေါ်မှာအခြေစိုက်ဖို့လည်းလိုတယ်ကိုယ်နာကိုဘလူးလာလုပ်နေတယ်အဲ့လူကလူကောင်းလူမှန်လို့မထင်ပါနဲ့ကျွန်တော်တို့ပုံမှာကျွန်တော်တို့ဂျန်လစ်ကြောက်နေတယ်ကျွန်တော်ရှင်းတယ်ကျွန်တော်တို့အနာကိုဘလူးလာလုပ်တိုင်းလည်းကျွန်တော်လူတွေကိုမယုံကြိုက်သလောက်လာလို့ပေါင်းကြည့်တယ်ရှင်းမဘာကျိုးမြတ်မှမယူလို့စူးစမ်းကြည့်တယ်ပေါင်းကြည့်တယ်ပြီးရင်သူ့အနေထားပါပဲလေလေ့လာတယ်အချိန်ကြီးလေ့လာပြီးမှတေချာစိတ်ချပြီးဆိုမှနိုင်ငံအကျိုးပြည်သူအကျိုးကိုဒုက္ခမပေးတဲ့သူမျိုးဖြစ်မှာပြည်သူလူထုနဲ့နိုင်ငံပေါ်ဒုက္ခမပေးတဲ့လူဖြစ်မှာကျွန်တော်တို့ကဒီလိုနဲ့ရေရှည်ဆက်တွေ့တယ်မဟုတ်ရင်တစ်ခေါက်နှစ်ခေါက်တွေ့ပြီးရင်တတ်တာပဲဝေးနေတယ်ဘာလို့ဆိုကျွန်တော်တို့ရှိပဲဘဝမှာကိုယ်ကုန်တွေကကိုယ်တမှုထားမှလည်းရမှာဗျလူလိမ်လူကောက်လူယုံမာတွေနဲ့တော့ကျွန်တော်တခိုင်းနဲ့တော့မနေချင်ဘူးအဲ့လူတွေနဲ့ဘလူးလည်းမနေချင်ဘူးဒါလေးကအရေးကြီးပါတယ်ဆိုတော့အာနာမဖွဲ့စည်းတွေနဲ့ဒါလေးသတိကြီးထားကြဖို့တိုက်တွန်းပါတယ်ခင်ဗျားတို့ခုနပြောသလိုပဲချစ်လို့ပြောတယ်မှတ်ပါသေချာစဉ်းစားပါငါတို့အနာရောက်နေလူတွေတကယ်လူကောင်းလူမှန်ဟုတ်ရဲ့လားဆိုတာကိုလည်းစုံစမ်းကြည့်ပါဟုတ်လို့ကိုကကာကွယ်ပေးနေပြီဆိုရင်ကိုကလူယုံမှာလူလိမ်တဲ့ကိုကာကွယ်ပေးမိနေပြီဆိုရင်ကိုဟာလူလိမ်အားပေးဖြစ်သွားပါတယ်လူယုံမှာအားပေးဖြစ်သွားပါလိမ့်မယ်ကိုဟာအဂရိကျူးလွန်သူဖြစ်သွားပါလိမ့်မယ်ဒါကြောင့်အာနာမဖွဲ့စည်းတွေနဲ့မထင်မှတ်ဖက်နဲ့ကျူးလွန်ပြီးတဲ့အဂရိမျိုးမဖြစ်အောင်လို့သတိထားကြဖို့တိုက်တွန်းပါတယ်ဒါလေးကကြောက်နေပတ်သက်တာနောက်တစ်ခုကတစ်ချိန်လေးမှာထူးဆန်းတာတစ်ခုပြပြအောင်ပြီးခဲ့တဲ့ရက်ပိုင်းကခင်ဗျားတို့ဂျူလီယာဆက်နဲ့ဦးရောဆက်ကိစ္စကျွန်တော်အဲ့ဒါလေးတော်ပြောခဲ့ရသေးရှိသေးတယ်ဒါကြုံကြိုက်ကြောက်ကိစ္စကြုံလဲပြောတာပါဆိုတော့အဲ့ဒါဆိုရင်နောက်ပိုင်းကျွန်တော်ပြန်သိရတာပေါ့နော်ပြန်ပြီးတော့သိရတာပါဒါသိရတယ်ဆိုတဲ့နေရာမှာမှန်တယ်မှားတယ်ကိုခဏထားပေါ့နော်ဆိုတော့ဦးရောဆက်တို့ရဲ့အတိုင်းဝိုင်းဘက်ကနေပြန်သိရတဲ့သတင်းတစ်ခုရှိတယ်မှန်တာမှားတာကိုခင်ဗျားတို့ကြိုက်သလိုဆုံးဖြတ်ပါဆိုတော့ဂျူလီယာဆက်ကိုဦးရောဆက်ကရိုက်တယ်ထိုးတယ်ကြိတ်တယ်သူ့အမေနဲ့ဟိုနှိမ့်ဆက်နိုင်ချင်းနဲ့ဘာညာပြောကြတယ်ရှိတယ်ဒါပေမဲ့အဲ့ဒါတွေကပွင့်လင်းပြောရင်တော့ဟိုလုံးဝရန်လို့ပြလုံးဝမမှန်ပါဘူးတဲ့မမှန်ပါဘူးလို့ကျွန်တော်ပြန်သိရတယ်ဘယ်လိုဖြစ်လို့လဲဆိုတော့တဲ့ဦးရောဆက်ကြီးကသူ့ရဲ့ရွှေလိပ်ပြဟိုတယ်မှာသူ့သမီးကိုတစ်ခါပဲဟိုဒီကိစ္စနဲ့မဆိုင်ဘူးတစ်ခါပဲစိတ်ဆိုးလို့ရိုက်လိုက်ဘူးတဲ့အဲ့ဒါလည်းရှင်းပြောရင်တော့တခြားကိစ္စနဲ့ရိုက်တာတဲ့ငွေစေဝါကိစ္စတော့ပေါ့အဲ့လိုပြောတယ်ပြီးတော့သိပြီးတော့ဘယ်တော့မှတစ်ချက်တောင်မဖြစ်တာမဟုတ်ဘူးတဲ့တော်တော်လေးသူ့သမီးကိုသူတော်ချစ်ရှာတာလို့ပြောတယ်ဗျတစ်ချိန်တည်းမှာပဲဒါသူနဲ့နီးစပ်တဲ့ဒီကမြင်ခဲ့တဲ့မြေဝါထင်မြင်ခဲ့တဲ့သူတွေပြောတဲ့ဟာလေးပြောတယ်ကျွန်တော်တို့ရာနှုတ်ပြည့်ယုံလို့ပြောတာမဟုတ်ဘူးခါလို့စဉ်းစားနိုင်အောင်ပြောတာနောက်တစ်ခုကဒီကိစ္စမှာထူးထူးခြားခြားပေါ့နော်ဟိုတစ်ချိန်လုံးငြိမ်ခံပြီးအခုကြာမှထပြီးတော့ online နေ over down နေရှာလုပ်တယ်ဆိုတာနောက်ကမှတစ်ခုဇလန်ရှိမနေနိုင်ဘူးလားဆိုတော့မေးခွန်းပေါ့ဘာများလဲဆိုတော့အဲ့ကတော့ကြောက်ကိစ္စတွေပဲဆိုတော့အဲ့ရွှေလိပ်ပြဟိုတယ်ရဲ့အောက်မှာကြောက်တွေရောင်းတဲ့ဆိုင်ရှိတယ်ကြောက်ရောင်းဝယ်ဆိုင်ရှိတယ်အဲ့ဆိုင်မှာရောင်းဝယ်လုပ်နေတာကဒီဦးရဆက်ကသမီးနဲ့သူ့ရဲ့အမေကရောင်းတယ်တဲ့ဦးရဆက်ကအဲ့တွေပတ်စံပေးတယ်လို့ကြားတယ်သူ့ရဲ့ဟိုဘယ်လိုခေါ်မလဲဟိုအယောင်းဝန်ထမ်းဖြစ်နေတဲ့သဘောဖြစ်လာတာပေးထားတယ်ပေါ့ပတ်စံပေးတယ်လို့ပြောတော်တော်ပေးထားတယ်ပြောတယ်အဲ့ဒါပြီးတော့အယောင်းနဲ့ယာဂိုင်နှုန်းတစ်ခုကိုပြန်ပေးတယ်ပြောတယ်အဲ့မှာအဲ့ကြောက်တွေကိုအဲ့လိုလုံနေကူကာလာနည်းနည်းဖြစ်တဲ့အချိန်မှာအဲ့တဲ့အကြောက်တွေတချို့တွေကိုခဏသမ ्या ပြဖို့ရှိလို့ပါသူယူသွားပြီးတော့တချို့ကြောက်တွေယူသွားတယ်ပြန်မပေးဘူးတဲ့အဲ့ပြီးတော့
ဥရောဆက်ရဲ့ကြောက်တွေပြင်ချားလူကြောက်တွေပါသွားတယ်လို့ကြားတယ်ဆိုတော့ကြားတော့ပါသွားတယ်ပါသွားတော့အဲကြောင့်ဥရောဆက်ကသူများကြောက်တွေပါသွားလို့ရအောင်ပြန်သွားတောင်းနေတာငါတို့သူများပြန်ကြောလိမ့်မယ်ပြန်ပြီးအဲ့ဒါကိုတောင်းတာတောင်းရင်းနဲ့အဲ့လိုသူတို့နေတဲ့ခေါ်တယ်မှာရုံးရင်ဆန်ကဖြစ်တယ်ဒါပဲတဲ့အဖြေကအဲ့ဒါကိုလူတွေကဂျူလီဆက်က online ပေါ်မှာတက်ပြောတော့ကလူတွေကပေါ်လို့ရိုက်ဖြစ်ကုန်တယ်ပေါ့ဒီဇလန်ပေါ့နော်အဲ့ဒါကိုပြောပြတော့ကျွန်တော်စဉ်းစားရတယ်ပေါ့နော်ဒါမှားရမှန်ခဏထားဒါသူတို့ရဲ့မိသားစုအတွင်းရေးကိစ္စကျွန်တော်တို့ဂျန်လစ်တွေနေနဲ့ဒါဆိုရင်တော့ငါတို့မဆိုင်ဘူးဆိုပြီးကျွန်တော်တို့တချို့ကိစ္စကြီးအသားလေးနောက်ဆုတ်လိုက်တယ်ဘာလို့ဆိုတော့ဒါသူ့မိသားစုကိစ္စအတွင်းရေးကိစ္စငါတို့နဲ့မဆိုင်တော့ဘူးဆိုပြီးနောက်ဆုတ်လိုက်တာဒါကိုလူတွေခုနကဒီကြောက်ကိစ္စလိန်တဲ့ကိစ္စဆက်ဆက်လို့ပြောတာဘာလို့ကြောက်တလို့တိုင်ကြီးရလဲခင်ဗျာတခါကျရင်350 3000 2000 1000ကျွန်တော်တို့တချို့မိတ်ဆွေဆိုလက်မှာသူတို့စွတ်တယ်လက်စွပ်တစွတ်တခွင်းရဲ့တန်ကြီးอ่ะသိန်းပေါင်း4 5 6000လို့သိန်းပေါင်းဟို3 4သိန်းသိန်းပေါင်းသိန်းနဲ့ချီတယ်ဒေါ်လာတန်းနဲ့ချီတဲ့နေရာတော့ရှိပါတယ်ဗျာတကယ်ရှိပါတယ်ကျွန်တော်ဒါလေးကတော့မတန်ပါဘူးဗျာဒါလေးကတော့ဘာတော့တန်ပါလဲဗျာနော်ဒါလေးကတော့ဘာမှမရှိဘူးဟိုအဲ့တော့ဖြစ်နေထားပါတော့ဆိုတော့အဲ့လိုတန်တဲ့ဟာတွေရှိပါတယ်အဲ့တော့ကြောက်နဲ့ပတ်သက်ရင်တန်ဖို့ကတော်တော်ဖြတ်ခက်ပါတယ်ဒါကြောင့်ကြောက်နဲ့ပတ်သက်တဲ့ကိစ္စတွေကယုံကြည်ရေးအလွဲစနာလုပ်တဲ့ကိစ္စတွေဒါမှမဟုတ်ဒီကြောက်လောကမှာခဏလိန်တဲ့ကိစ္စတွေအကြီးကျယ်အမြဲတမ်းဖြစ်နေတယ်ပေါ့နော်အခုလဲဒါဒီပြီးခဲ့တဲ့ရက်ပိုင်းလေးမှာဖြစ်သွားတဲ့ဇာတ်လမ်းလေးကိုကျွန်တော်ခုနကြောက်နဲ့ပိုချိုစီထဲမှာဖြစ်သွားတဲ့ဇာတ်လမ်းလေးကိုကြောက်နဲ့ပတ်သက်ဖြစ်တာပြပြတာပါဒါကတော့မီဒီယာမှာမတွေ့ရတဲ့သတင်းတစ်ခုပါနော်အလိန်ခံရတဲ့သတင်းတွေဆိုတော့လောကမှာကလူတွေကသူများပတ်စံကိုအလကားလိုချင်တဲ့အတွက်လိန်မှုကြိုးစားနေကြတဲ့လူတွေပိုများလာပါတယ်အဲ့တော့လောဘကြောင့်အလိန်ခံရတာလေဆိုရင်ကိုကအဖြစ်ဖြစ်ပါတယ်လောဘကြောင့်လည်းအလိန်ခံမိပါစေနဲ့ကိုယ့်ရဲ့လောဘကြောင့်လည်းအလိန်ခံမိပါစေနဲ့ကိုယ့်ရဲ့မတော်မတရားရလိုမှုကြောင့်လည်းအလိန်ခံမိပါစေနဲ့ကိုယ့်ရဲ့အယုံလွယ်မှုကြောင့်လည်းအလိန်ခံမိပါစေနဲ့ကိုယ့်ရဲ့ဒီပါလဲဆိုတော့ဟိုအတ္တကြောင့်အလိန်မခံမိပါစေနဲ့ကိုယ့်ရဲ့တခုခုသောဟိုကဲစဉ်းစားချက်ကလေးတို့ကြောင့်အလိမ်မခံမိအောင်လို့တတိကြီးထားပြီးတော့ကိုယ်ပိုင်ဆိုင်မှုကိုယ်ကိုယ်တိုင်ကာကွယ်ဆောက်ရှောက်ကြဖို့တော့လိုပါတယ်ခင်ဗျားတို့ပိုင်ဆိုင်မှုတွေကျွန်တော်ယူလို့မရပါဘူးကာကွယ်ဖို့လိုတယ်လို့တိုက်တွန်းချင်ပါတယ်နော်ဒါလေးရတစ်ချက်ပေါ့နောက်တစ်ခုကကျွန်တော်ဒီနေ့အပိတ်လေးကတော့ဗိုလ်ချုပ်မှုကြီးရဲ့သတင်းပါဒါကတော့တော်တော်ကိုစိတ်ဝင်စားဖို့ကျွန်တော်တို့ပြီးခဲ့တဲ့ရက်ပိုင်းကျွန်တော်ပြောခဲ့တာနဲ့တော့သွားပြီးချိတ်ဆက်သွားပြီပေါ့နော်ပြီးခဲ့တဲ့ရက်ပိုင်းကနှစ်မိကြအောင်မယ်မလေးရှားနိုင်ငံသားရေးဝန်ကြီးကမြန်မာဗိုလ်ချုပ်မှုကြီးမြောက်နိုင်ကိုနေပြီးတော့မှလာတွေ့သွားတယ်အားလုံးကျွန်တော်တို့သိပြီးသားဒီအော်တိုဘာ first week အော်တိုဘာစောပိုင်းอ่ะပေါ့နော်ဆိုတော့လာတွေ့သွားတဲ့အချိန်မှာကျွန်တော်ပြောခဲ့တယ်အဲ့တော့ခရမတ်ယူမယ်ထင်တယ်ကျွန်တော်ပြောခဲ့ပါတယ်တချို့ကျွန်တော်တို့တခြားနောက်ထောင်လူတွေသိပါတယ်ကျွန်တော်ကြိုပြီးပြောခဲ့ပါတယ်ဗိုလ်ချုပ်မှုကြီးကလာမဲ့အာဆီယံထိပ်သီးအစည်းအဝေးကို48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးဗိုလ်ချုပ်မှုကြီးတက်ဖို့လာဖိတ်တာများမဟုတ်ဘူးလားလာဖိတ်တယ်လို့မဖြစ်နိုင်ဘူးလားလို့ကျွန်တော်ပြောခဲ့ပါတယ်မဖြစ်နိုင်ဘူးလားလို့ပြောခဲ့ပါတယ်ဆိုတော့ကျွန်တော်တို့ကမယုံမလို့တော့ပြောရတာဗျာဒါပေမဲ့မယုံမလို့ဆိုတာဟိုမှားရင်လည်းပြန်ဆုတ်တာလူတာအောင်ဒါပေမဲ့မမှားပါဘူးကျွန်တော်တို့ကသိနေတာလာဖိတ်တာလို့ကျွန်တော်နားလည်ထားပါတယ်အဲ့တော့နားလည်ထားတဲ့အတွက်ဒါလာဖိတ်တယ်လို့ကျွန်တော်ပြောတယ်အဲ့တော့ပြောခဲ့ပြီးတော့အခုအဲ့တဲ့ရင်ပို့ပြီးခိုင်မာတာထွက်ပေါ်လာပါတယ် News Straight တိုင်းလို့မလေးရှားခြေတဲ့ News Straight တိုင်းစပေါ်ပြပါတယ်အဲ့ဒါဘာလဲဆိုတော့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုတဲ့ဒီအော်တိုဘာ26ရက်နဲ့28အထိကျင်းပမယ်ကွာလာလမ်ပူမှာကျင်းပမယ်မလေးရှားကွာလာလမ်ပူမှာအဲ့တော့အဲ့မှာကျင်းပမယ်ပွဲကိုမြန်မာကဗိုလ်ချုပ်မှုကြီးမြောက်နိုင်ကတက်မယ်တဲ့ကဲတက်မဲ့လူတွေစီးရင်တွေထွက်လာပြီထွက်လာတဲ့အချိန်မှာဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တက်ဖို့ရာခိုင်နှုန်း90တဲ့အထက်မှာရှိပါပြီဆိုတော့တက်ပြီပေါ့ဗျာပုံလန်ပြောရင်တော့အဲ့တော့ဒီဘက်ကဗိုလ်ချုပ်ကြီးကတခါလေးစိတ်ကောက်ပြီးတော့မတက်ဘူးကွာလုံးမသားလည်းမတက်မှာတုံပုံမှန်ဆိုတော့တက်မှာဆိုတော့သိချင်းဖြစ်သွားပြီဆိုတော့ဗိုလ်ချုပ်ကြီးဘက်မှာရှိသွားပြီဗျာပုံလန်သူတက်ချစ်ချင်းမချစ်ချင်းအေးဆေးဖြစ်သွားပြီအဲ့ဒီသဘောရောက်သွားတာပြောချင်တာအဲ့တော့ဘယ်သူတက်မလဲဆိုတော့ဘရူနိုင်းဘရင်ဆူလတန်ဘာညာတက်မယ်ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟော်မန်တက်မယ်အင်ဒိုနီးရှားသမ္မတတက်မယ်မလေးလာအိုဝန်ကြီးချုပ်တက်မယ်မလေးဝန်ကြီးချုပ်တက်မယ်နော်မြန်မာဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တက်မယ်ဖိလစ်ပိုင်သမ္မတတက်မယ်စင်ကာပူဝန်ကြီးချုပ်တက်မယ်ထိုင်းဝန်ကြီးချုပ်တက်မယ်တီမောကခေါင်းဆောင်တက်မယ်ဗီယက်နမ်ဝန်ကြီးချုပ်တက်မယ်နော်အဲ့တော့အဲ့ပွဲမှာပဲအဲ့အော်တိုဘာ26ပွဲမှာပဲအရှေ့တီမောကအာဆီယံရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်နေဒီပြည့်ကြပြည့်အဖွဲ့ဝင်နိုင်ငံဖြစ်မယ်အဲ့ဒီနေမှာအားလုံးလက်မှတ်ထိုးပေးကြမယ်အဲ့တော့ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကိုလည်းလက်မှတ်ထိုးရင်လည်းထိုးပေးမှာပေါ့ဗျာအဲ့တော့တီမောအတွက်ကတော့ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကကျေးဇူးရှင်ဖြစ်ပြီပေါ့ဗျာဘာလို့ဆိုပြီးခဲ့အဲ့မလေးရှားနိုင်ငံဝန်ကြီးမတိုင်ခင်အရှေ့တီမောကနိုင်ငံတိုင်းဝန်ကြီးကိုလည်းဗိုလ်ချုပ်ကြီးကိုလာတွေ့ပြီးတော့ခင်ဗျာ request လုပ်ရတယ်ဗိုလ်ချုပ်ကြီးတို့ဒီမြန်မာအစိုးရကိုလာတွေ့ပြီး request လုပ်ရတယ်လေဆိုတော့ပြောချင်တာအဖြစ်ရအဲ့ဒါပဲဗိုလ်ချုပ်ကြီးစိတ်ရှည်လက်ရှည်တီးခံသွားပြီးတော့စနစ်တကျသူအချိန်စောင့်ပြီးတော့သူလှုပ်ရှားချက်တိုင်ပဲလုတ်ခဲ့တဲ့ဟာအကျိုးကိုသူခံစားရတာပဲဆိုတော့သူဒေါ်ကြီးမောကြီးနေတာသူလုတ်ခဲ့ရင်ပဲကိုကပဲသူအေးဆေးပဲပြုံးနေပဲသူကလုတ်နေတာပဲဆိုတော့အခုအာဆီယံထိပ်သီးညီလာခံစည်းဝေးကိုသူတက်မယ်ပေါ့တက်မယ်အဲ့တော့အဲ့မှာဘာဖြစ်မလဲလို့မင်းသူ5 consensus အပါဝင်တချို့ကိစ္စတွေနဲ့အာဆီယံနဲ့ပတ်သက်ပြီးတော့သူပြောချက်သူပြောခဲ့လိမ့်မယ်ဆိုတော့အာဆီယံရဲ့သဘောထားရည်တည်ချက်ကိုသူရှင်းရှင်းလင်းပေးခဲ့လိမ့်မယ်ယူဆတယ်သူ့ရဲ့မြန်မာနဲ့ပတ်သက်ပြီးတော့အာဆီယံဘယ်လိုရည်တည်တယ်ဆိုတော့သူ message တွေပေးခဲ့လိမ့်မယ်ယူဆတယ်ပြီးတော့အဲ့နိုင်ငံတွေအားလုံးရဲ့ခေါင်းဆောင်တွေကဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကိုငါတို့တဲ့ဒတိုင်းထိုင်လို့ရပြီဆိုတဲ့ဟာမျိုးပေးချင်တာဆိုလိုတာကဗျာကျွန်တော်တို့သူရန်အစ်စ်ပေါ်လာတယ်နိုင်ငံတစ်ခုမှာခေါင်းဆောင်အစ်စ်ပေါ်လာပြီဆိုအဲ့ခေါင်းဆောင်အစ်စ်ကအစွမ်းစဘယ်လိုရင်းချင်းရှိလဲ
လူလူထောက်ခံတဲ့လူဆိုရင်လူလူရဲ့မဲနဲ့တက်လာတဲ့လူဆိုရင်တော့သူတို့ချက်ချင်းနေရပေးတယ်ဒါပေမဲ့ဒီမတည်ငြိမ်မှုတွေကနေအပေါ်မှာပေါ်လာတဲ့ခေါင်းဆောင်မတည်ငြိမ်မှုအပေါ်ကနေခွန်လန်းတစ်ခုပြနေပေါ်လာတဲ့ခေါင်းဆောင်မျိုးဆိုရင် तू ကသူ့ပြည်သူတို့ကလက်ခံလာမခံဘူးလားအဲ့တော့တစ်ချက်လှမ်းကြည့်တယ်ကြည့်ပြီးမှ तू က okay ငါတို့အချိန်ပေးမယ်မခေါ်ဘူးကွာဆိုတဲ့ပုံစံနေတယ်အော်အဲ့လိုနေနေအဲ့ဒီမတည်ငြိမ်မှုရဲ့အပေါ်ကနေပြီးတော့ပေါ်လာတဲ့ခေါင်းဆောင်တစ်ယောက်ပေါ့နော်ခုနကဘာလဲဆိုတော့အခက်ခဲတွေကြားကနေပေါက်ဖွာလာတဲ့ခေါင်းဆောင်တစ်ယောက်ကို तू ကြည့်တဲ့အခါကျတော့ okay ချိန်ခါတို့ကတော့မှသူ့အာဏာကို तू တိဆောက်ထားနိုင်တယ်ပြီးရင်အခြားသောနိုင်ငံကြီးတွေနဲ့ तू ချိတ်ဆက်ပြီးတော့တစ်ခုပြီးတစ်ခု तू ချိတ်ဆက်နိုင်ခဲ့ပြီဆိုရင် तू ဒီသူ့ power တိဆောက်နေပြီဆိုတော့ငါတို့လည်းအတိမပြူဆက်ဆံရမယ်ဆိုတဲ့အတီတရားကိုအဲ့ဒီအာဆီယံဒေသနိုင်ငံအကုန်လုံးနားလည်သွားတယ်သူမှနားမလည်ရင်လည်းခင်ဗျာအမေရိကန်သူတို့ကန်ထုတ်တော့မှာပုံနဲ့ပြောရရင်တော့အဲ့တော့ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကအဲ့ဒါကြောင့်အာဆီယံဘောတက်ခွင့်ရတယ်ပြောရင်တော့ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကသူတို့နဲ့ဒါပြောရင်တော့သူတို့ကတော့ရွေးကောက်တင်မြပွဲတက်လာတဲ့လူတွေမို့လို့ပေါ့ဗျာဒီကတော့နိုင်ငံရဲ့အခက်အခဲချက်တဲ့ကြားပေါ်ထွက်လာတဲ့ခေါင်းဆောင်ပေါ့အဲ့တော့ငါတို့တဲ့စင်ခစ်ပြိုင်ခေါင်းဆောင်ငါတို့လက်ခံပေးလို့ရတယ်ငါတို့တဝိုင်းထန်လို့ရခေါင်းဆောင်ဖြစ်ပြီဆိုပြီးသူတို့လက်ခံပေးလိုက်တယ်ဒါပဲအဲ့တော့ရှင်းပြောရင်ဗိုလ်ချုပ်ကြီးကိုအတိမပြုပေးလိုက်ပြီဒါပို့နေပေါ့အတိမပြုပေးလိုက်ပြီဒါရှင်းလေးပဲအဲ့ဒါတစ်ချက်ပေါ့အဲ့တော့ဒီဗိုလ်ချုပ်မှုကြီးအတိမပြုတဲ့အဲ့အာဆီယံထိပ်သီးညီလာခံထဲမှာဘယ်သူလာအောင်လဲဆိုတော့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်းတက်မယ်ဘရာဇီးသမ္မတကလည်းတက်ဦးမှာတောင်အာဖရိကသမ္မတလည်းတက်မှာကနေဒါဝန်ကြီးချုပ်ကလည်းတက်ဖို့များတယ်အီတလီဝန်ကြီးချုပ်ကလည်းတက်ဖို့များတယ်ဥရောပသမဂ္ဂရဲ့ကိုယ်စားလှယ်လည်းတက်ဖို့များတယ်တရုတ်သမ္မတရှီကျင်းပင်ကတော့တက်မတက်ယာထားဒါပဲရှိသေးတယ်အိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမိုဒီလည်းတက်မယ်ဆိုက်ပရပ်စ်ကတက်မယ်ဖင်လန်တို့ဘာလို့တက်မယ်ရုရှားသမ္မတဗလာဒီမီပူတင်လည်းတက်ဖို့ရာခိုင်နှုန်းများတယ်ဆိုတော့ပြောရရင်တော့အခြားသောနိုင်ငံတွေလည်းဘယ်သူပြမလို့ဆိုတော့ဂျပန်တောင်ကိုရီးယားဩစတြေးလျနယူးဇီလန်ရုရှားအစရှိတဲ့ဖွဲ့တွေအကုန်လုံးကတက်လာကြဖို့ထိပ်သီး special officer တွေတက်လာကြဖို့များတယ်ခေါင်းဆောင်ပိုင်းတွေတက်လာဖို့များတယ်ဆိုတော့ရှင်းလေးပဲဗိုလ်ချုပ်ကြီးကအဲ့ဒီလိုကမ္ဘာခေါင်းဆောင်တွေအားလုံးရဲ့အလဲမှာ तू စပြီးတော့ तू က player တစ် new player တစ်ပုံစံမျိုးခေါင်းဆောင်အသစ်တစ်ယောက်အနေနဲ့ဟိုအခက်ခဲကြတဲ့ကြားပေါ်ထွက်လာတဲ့ခေါင်းဆောင်တစ်ယောက်ပြောရင်တော့ဒီကျွန်တော်လူတွေကြစူးကြကနေပေါက်ဖွာလာတဲ့ပန်းတပွင့်လို့ဟဲ့ဒီလိုကြီးပြောအောင်အဲ့လိုပွင့်လာတဲ့ခါကျတော့နောက်ဆုံးမတက်နိုင်ဘူးသူ့ရဲ့မွေးရနံဒီလိုပြန့်သွားတာစူးပင်တွေကြားတွေကဒီလိုပြောရင်လည်းမဟုတ်ဘူးပြောကျွန်တော်တို့ဟိုစကလုံးတစ်လုံးပြောရင်တော့ဟိုတချို့ကပြောလိမ့်မယ်နောက်ချီးပုံတွေကနေပြီးတော့ရွှေကြားတော့ဘရော့မထွက်ဘူးပါโอเคဒါလည်းရှင်းရှင်းပြောရင်တော့နောက်ချီးပုံကြားတဲ့ရွှေကြားထွက်တယ်လို့ပြောသူကထွက်လာတယ်သူ့ရဲ့သင်းနဲ့ပြန့်နှံ့လာတဲ့ခါအားလုံးကသူအနံလေးပဲလို့ထင်နိုင်ပဲသူနာမွေးရနံဖြစ်တဲ့ခါကျတော့လုံးဝအားလုံးကလက်ခံပြီးတွေ့ရတဲ့သဘောဖြစ်သွားတယ်ဥပမာရုရှားသမ္မတလည်းတွေ့တယ်တရုတ်သမ္မတလည်းတွေ့တယ်အိန္ဒိယဝန်ကြီးချုပ်ကလည်းတွေ့တယ်ကဲတွက်ကြည့်ကျန်တဲ့နိုင်ငံတွေကခဏထောင်ဒါတော့ကြီးဒိတ်ကြီးကြီးတွေ့သွားပြီပြီးသွားပြီဆိုတော့ဗိုလ်ချုပ်ကြီးတွေ့ဖို့ကမ္ဘာနံပါတ်1ခေါင်းဆောင်တစ်ယောက်ပဲကျန်တော့တယ်ဘာလို့လဲဒေါ်နယ်ထရမ့်ပုံမှန်လင်းပြောရင်ဒေါ်နယ်ထရမ့်နဲ့ဗိုလ်ချုပ်ကြီးနဲ့တွေ့မှာအာဆီယံမှာတွေ့ကိုတွေ့လိမ့်မယ်လို့ကျွန်တော်တော့ပြောရတယ်တွေ့ကိုတွေ့လိမ့်မယ်မင်းစောင့်ကြည့်တွေ့ကိုတွေ့မှာအာဆီယံမှာဗိုလ်ချုပ်ကြီးနဲ့ဒေါ်နယ်ထရမ့်နဲ့လက်ဆွဲနှုတ်ဆက်ပဲပြီးရင်တခြားကိစ္စတွေတီးတဲ့မီတင်တွေရှိအောင်ရှိနေပြီးတော့တခြားဒီလုံးမဲ့အရာတွေပေါ်လာလိမ့်မယ်ဒီရဲမို့ဒီလုံးမဲ့ရှိလာလိမ့်မယ်ပေါ်လာလိမ့်မယ်ဘာလို့ဆိုဒီလုံးမဲ့ပေါ်လာလိမ့်မယ်ဘာလို့ဆိုအကြောင်းတွေအများကြီးရှိနေတယ်ဒါလောက်ပဲပြောရကောင်းတယ်အကြောင်းတွေအများကြီးရှိဒီလုံးမဲ့ပေါ်လာတယ်ပြီးတော့ဒီဒေါ်နယ်ထရမ့်နဲ့ဗိုလ်ချုပ်မှုကြီးနဲ့တွေ့မဲ့ကိစ္စကတရုတ်ခီးစဉ်မှာကလေးကစီစဉ်ခဲ့ဖူးသေးတယ်ဒါပေမဲ့မအောင်မြင်လိုက်ဘူးအဲဆိုဟိုဘက်ကတရုတ်နဲ့အဓိကတရုတ်ကအေရှင်ဖြစ်တော့တရုတ်ကိုချီကိုတရုတ်သမ္မတရှီကျင်းပင်နဲ့ဒေါ်နယ်ထရမ့်နဲ့တွေ့ဖို့ကိစ္စအဆင်မပြေမှုဖြစ်ရင်ဒေါ်နယ်ထရမ့်မလာဘူးဆိုရင်ဒီမှာဗိုလ်ချုပ်မှုကြီးတွေ့ဖို့ကိစ္စအဆင်မပြေဘူးအဲ့တော့ဒီဘက်ကထရမ့်ကလာရင်တွေ့ဖို့ဗိုလ်ချုပ်မှုကြီးဘက်ကအဆင်နဲ့ကုန်ပြင်ထားပြီးသားအဲ့တော့အခုဒီမှာအာဆီယံမှာတော့ဗိုလ်ချုပ်မှုကြီးနဲ့ထရမ့်နဲ့တွေ့လိမ့်မယ်လို့ကျွန်တော်တော့ကောက်ချက်ချခြင်းတယ်ဒီတန်ကောက်ချက်ချခြင်းတယ်ဒါကြောင့်စိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့တော့နိုင်ငံရေးဆိုတာတချို့ကိစ္စတွေကဟိုကိုယ်စိတ်ချင်းနဲ့ရှောက်ပြောလို့မရတာအခုတော့ NUG နဲ့သူ့အပေါင်းတော်ပါအုပ်စုများဘာဆက်ပြောနိုင်သေးတော့ဘာပြောနိုင်သေးတော့လို့မေးရမယ်ပြီးရင်ဘာလုပ်မလဲသိလားမနှက်ဖန်ကြရင်တစ်ဖက်ကကြရင်ကန့်ကွက်မယ်ဒီစစ်ကောင်းဆောင်မင်းအွန်လိုင်းကိုတက်ခွင့်မပေးဖို့အတွက်ကိုကျမတို့အဖွဲ့ပေါင်းဖလင်ရဗနေရကျော်ကကန့်ကွက်ပါသည်ဆိုစာပို့မယ်စာပို့မကလို့ပဲဟိုစာပို့မကလို့ပဲဟိုတစ်ဖွဲ့လိုက်ကြီးပဲမှာသွားဆန္ဒပြဟိုအေးစီပဲတက်ခွင့်ရတာအဲ့တော့အဖြေထွက်သွားပြီတိုင်းပြည်ကကြမှာအဖြေထွက်သွားပါပြီအဲ့တော့တချို့ NUG ကို support လုပ်ကြတဲ့ပုံကိုယ်တွေခင်ဗျားတို့အခုချိန်ထိခင်ဗျားတို့နားမလည်ကြသေးဘူးဆိုရင်တော့ခင်ဗျားတို့ဒီရထားနဲ့လွဲလိမ့်မယ်ဘယ်ရထားနဲ့လွဲမလဲဒီရထားနဲ့လွဲကိုလွဲလိမ့်မယ်နောက်ရထားနဲ့တော့မသိဘူးဒီရထားနဲ့လွဲကိုလွဲပြီးဆိုတော့ခင်ဗျားတို့ပြောချင်တာအဲ့တော့ပြောရင်းနဲ့ဒီတော့လောက်ပါပဲအားလုံးပဲကိုယ်ရည်ရှိပါတိုက်ပေါ်စေနာမှာထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်အလှန်တပ်ဖြတ်နေကြတာကိုလက်ခုပ်လဝါ TV ပျော်နေတဲ့လူမိုက်လူရန်ကလူသက်အချမ်းဖတ်အားပေးသမားခင်ဗျားဖြစ်နေသလားဆိုတော့ပြန်လည်မေးဖို့ထုတ်ပါလို့ပြောရင်းနဲ့ good night